ကျွန်တော်ကမန္တလေးသားရန်ကုန်နဲ့အကျွမ်းမဝင်ပါဘူးဒါပေမဲ့စာပေရာသီရောက်ပြီဆိုရင်ရန်ကုန်ကနေပြီးကျွန်တော်ကိုတညတနိုးဖိတ်ကြားကြတဲ့အတွက်အယိုးရှင်းဆုံးပြောရမယ်ဆိုရင်ရင်ခုန်တယ်ဒီတဲ့ရိုးရှင်းရှင်းပြောရမယ်ဆိုရင်ချစ်ခင်ခြင်းအတိမတ်ပြုခြင်းပေါ်မှာကျွန်တော်ကျေနပ်ပါတယ်ဒါကြောင့်ကျွန်တော်ကိုသတိတရားအမှတ်တရရှိကြတဲ့လာသာမြို့နယ်ကစာပေမိတ်ဆွေတွေအားလုံးကိုကျွန်တော်ဒီနေရာယူသည်ကာရဝပြုပါတယ်နှုတ်ဆက်ပါတယ်အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ပြထားတဲ့ခေါင်းစဉ်ကရင်ခုန်စရာကောင်းတယ်မတ်နီနင့်ကိုငါချစ်တယ်ခန္ဓာမူလျောက်တယ်မှာမတ်နီပါရင်တော့ခွင့်လွတ်တော့ဓမ္မမဟုတ်လဲနားထောင်ရပေးတတ်ထဲမှာနီးပါတဲ့အပြိုကြီးတွေပါရင်ကျွန်တော်ခွင့်လွတ်တော့ဓမ္မမဟုတ်ဒီအခွေကိုကြည့်နေတဲ့ဒီအခွေထုတ်မှာဟုတ်နီးပါတဲ့မြို့သမီးတွေကျွန်တော်ခွင့်လွတ်ပါမတ်နီလေးကိုချစ်လိုက်တာဆိုတာဆရာကြီးဥတ္တမူရဲ့ကြပြတပုတ်ထရောက်ဝက်ကြလေးကိုကျွန်တော်မိညာပြုစုထားပါကျွန်တော်ကစာရေးရင်ဖြစ်ဖြစ်စကားပြောရင်ဖြစ်ဖြစ်အတွေးထသနာတွေကိုအခြေပြုပြီးမှပြောတတ်ရေးတတ်ပြောလေရေးလေရှိပါတယ်ဒီကနေ့ကျွန်တော်ကမတ်နီကိုဘာကြောင့်ချစ်ရတာလဲမတ်နီဆိုတာဘာတူလဲပေးသက်ကြီးလိုက်ပြီးတွေးစေချင်ပါတယ်ဒီလမတ်လပါဒီမတ်လ25ရက်နောက်လာဆိုရင်ဧပြီတကြံမိုးတွေရွာတော့မယ်တကြံတရှင်းတွေဆိုကြတော့မယ်တကြံမိုးနဲ့အတူဘရော့ပန်းတွေလည်းပွင့်ကြတော့မယ်လူရဘရော့ပန်းကိုချစ်တယ်တနေ့မှာတရားသည်မှာတစ်ချိန်နဲ့ပွင့်နေပန်းမို့လို့ဗတောက်ကိုတန်ဖိုးထားတယ်ဒါပေမဲ့ဗတောက်ပန်းကပေးတဲ့အနစ်နာခံမှုနဲ့ဗတောက်ပန်းကပေးတဲ့တတ္တိကိုတော့လူတွေမမြင်ကြဘူးနေ့စီပန်းကိုပန်ကျင်တဲ့သူကနေ့စီခြံထဲကိုသွားပြီးလက်ထဲမှာယူသွားတဲ့ပစ္စည်းကကတ်ကြီးကလေးနော်နေ့စီရိုးကတ်ကြီးလေးနဲ့ကိုက်လို့နေ့စီပန်းလေးတွေကိုစီးပြီးဈေးကိုရောက်လာခြင်းလာမယ်ဖျားတင်ခြင်းတင်မယ်ဥကောင်းပေါ်ရောက်ခြင်းရောက်မယ်စပယ်ပန်းကိုခူးခြင်းတဲ့သူကတော့ချင်းတောင်းလေးထဲမှာလက်ကလေးနဲ့စပယ်တပွင့်စီကိုချွေယူပြီးတောင်းလေးထဲကိုထည့်မယ်ဟောဘလောက်ပန်းတွေပွင့်ပြီးတကြံမိုးတွေရွာလို့အစိမ်းရစ်ရာဘလောက်ပင်ကြီးပေါ်မှာဘလောက်ပန်းတွေပွင့်ပြီးဆိုရင်တရက်ကွက်လုံးပျော်ကြပြီးတီတိုပြောကြတယ်မင်းညကမိုးရွာတယ်ဘလောက်ပန်းတွေပွင့်ပြီအေးပန်းကျင်လိုက်တာနေ့စီပန်းကိုချိုးကျင်တဲ့သူကကတ်ကြီးလေးယူသွားပေမဲ့ဘလောက်ပန်းကိုလိုချင်တဲ့သူကလက်ထဲမှာဘာယူသွားတော့ဝလုံးတော်လကားဓားတော်လကားယူသွားတာတွေ့ကြည့်ပါဘလောက်ပင်ရဲ့ဘလောက်ခိုင်းကြီးကိုဓားရင်နဲ့ပြီးခဲ့တဲ့နှစ်ကလည်းအခောက်ခံရတယ်ဟိုးနှစ်ကလည်းအခောက်ခံရတယ်ပွင့်လိုက်တာနဲ့အခောက်ခံရတယ်ဘလောက်ပင်အပြုံးမပြတ်ဘူးဘလောက်ပန်းလေးကကျင်တတ်တယ်ငါကိုနင်တို့ခုတ်ကြစမ်းပါငါကိုနင်တို့ဝလုံးနဲ့ထိုးပြီးချိုးကြစမ်းပါငါသိခံပါတယ်နင်တို့ငါကိုဘလောက်ပဲခုတ်ချိုးနင်တို့ရဲ့ဥကောင်းထက်မှာဖြစ်ဖျားစင်မှာအဖြစ်တစ်ချိန်မှာငါဟာအမျက်တနိုးရောက်မဲ့ပန်းပါကွယ်ငါကိုနင်တို့ကြိုက်တယ်လို့ငါစိတ်မဆိုးဘူးပတောက်ပန်းလို့အနစ်နာခံမှုမျိုးနှွေရသည်ရောက်တိုင်းဘလောက်ပန်းတွေကပေးနေတယ်ဘလောက်ပန်းလို့အနစ်နာခံတဲ့မိခင်ကြီးတယောက်ကိုကျွန်တော်တို့ရထားတယ်လေသူ့ကိုခုတ်လိုက်ကြတာထစ်လိုက်ကြတာချိုးလိုက်ကြတာအခုအချိန်ထိအုံနောက်မကောင်းပဲနှလုံးသားမဲ့တဲ့သူတွေကသူ့တန်ဖိုးကိုမြင်လျက်နဲ့မသိချင်အောင်ဆောင်ရတယ်အဖြူကိုအဖြူမှန်းသိလျက်နဲ့
အမဲလို့ပြောနေတဲ့သူဟာတစ်မျက်စိကန်းနေလို့လည်းမဟုတ်ဘူးအဖြူကိုအဖြူမှန်းသိလျက်နဲ့အမဲလို့ပြောနေတဲ့သူဟာနှစ်အောက်နောက်ပြက်နေလို့လည်းမဟုတ်ဘူးအဖြူကိုအဖြူမှန်းသိလျက်နဲ့အနက်ပါလို့ပြောနေတဲ့သူဟာမျက်လုံးကန်းလို့လည်းမဟုတ်ဘူးအောက်နောက်ပြက်လို့လည်းမဟုတ်ဘူးနှလုံးသားပေါက်နေလို့သာခြေစုံကံပြီးအဖြူကိုအမဲအဖြစ်ညင်းနေတာပေါ့တကဘာလုံးကဘရောက်ပန်းရဲ့အနစ်နာခံမှုကိုအတိအမှတ်ပြုတဲ့အချိန်မှာဘရောက်ပင်ကြီးကိုလှည့်မကြည့်ခြင်းနဲ့သူလူနည်းစုလည်းရှိကောင်းရှိမှာပေါ့ဘရောက်ပင်ကြီးကစိတ်ကောက်ပြီးတော့နောက်တစ်နှစ်တော့ငါမပွင့်ပါတော့ဘူးဟဲ့လို့မရှိဘူးနေတော့ငါကိုများများခုတ်လေငါဟာအကိုင်းအခက်တွေများများဝေစာလေအရိတ်တွေအများကြီးပေးနိုင်လေနောက်တရားဒီမှာဓိတဲ့လှတဲ့ပန်းဓိတဲ့များတဲ့ပန်းဝါဝါတွေကိုငါဘရောက်ပင်ပေါ်မှာပွင့်ပေးအောင်မယ်ဆိုတဲ့ဘရောက်ပန်းတို့ရဲ့အနှစ်သာခံမှုဟာမြင်တွေ့ရတဲ့အဝါရောင်ရဲ့နောက်ွယ်မှာရှိတဲ့အတိညာဏ်ဖြစ်လာမြင်အပ်သောအနှစ်သာခံမှုမျိုးဖြစ်တယ်။ဒါကြောင့်ဘရောက်ပန်းကိုကျွန်တော်ချစ်တယ်။ဘရောက်ပန်းကိုပဲချစ်တာလားကျွန်တော်ပန်းကလေးတွေကိုမြင်တိုင်းကျွန်တော်အတွေးသမားဆိုတော့သူများမမြင်တဲ့အတွေးလေးအမြဲတွေးမိတယ်ပန်းတွေကိုကြည့်ပါပန်းကလေးတွေကပန်းပွင့်ကလေးဖြစ်လာတဲ့အချိန်ကစပြီးကျွေနွမ်းပြီးတော့သွားတဲ့ကာလအထိကာလအတုံလေးတော့ပန်းပွင့်ကလေးဖြစ်လာဒီမှကျွေနွမ်းသွားတဲ့ကာလအတွင်းမှာသူ့ရဲ့အယောင်နဲ့လောကကြီးကိုပူဇော်တယ်သူ့ရဲ့ရနံ့နဲ့လောကကြီးကိုစောင့်ရှောက်တယ်ပန်းကလေးတွေကကျွန်တော်တို့ကလူသားတွေပါကိုယ်မောင်းကိုသိတဲ့အသိဉာဏ်ရတဲ့အချိန်ကစပြီးမသေးဆုံးမီကာလအတွင်းကိုယ့်ရဲ့ပညာကိုယ့်ရဲ့ကိုချင်းတီလာကိုယ့်ရဲ့မေတ္တာတရားနဲ့လောကကြီးပေါ်မှာအနစ်နာခံပြီးတိုင်းပြည်ကောင်းအောင်လုပ်မယ်ဆိုတဲ့စိတ်မရှိတဲ့သူဟာပန်းကလေးတွေလောက်တောင်မှတန်ဖိုးမရှိတဲ့လူလိုပဲကျွန်တော်တို့တတ်ပတ်ရမှာပေါ့ကျွန်တော်တို့ပန်းကလေးတွေကိုဖကြောင်မျက်နှိုးရပါတယ်လေပန်းကလေးတွေကိုဖကြောင်ဥကောင်းပေါ်မှာအမျက်တနိုးပန်ဆင်ကြပါတယ်လေပန်းကလေးတွေကိုဖကြောင်ချစ်ရတာလေအဖြေတစ်ခုတည်းပဲရှိတယ်အနစ်နာခံလို့ပါပဲနိုင်ငံတနိုင်ငံကိုကျွန်တော်ကနိုင်ငံအုပ်ချုပ်သူတွေကိုမြေစီလွှာနဲ့နှိုင်းကျင်ပါတယ်ကျွန်တော်ပြီးခဲ့တဲ့နေ့ရက်3ရက်ကကိုညံကိုဘက်ကိုသွားတော့မိုးလင်းနေကြတော့မယ်ထင်တယ်တောင်သူဦးကြီးတွေကလေထဲတွေနဲ့မြေကြီးထိုးနေတာကားလမ်းဟိုပတ်ဒီပတ်သွားရင်လည်းကျွန်တော်အတွေးလေးရလို့ကားမောင်းတဲ့ညီလေးကိုပြောပြတယ်ငါညီရဲ့လို့လောကကြီးမှာမင်းစဉ်းစားကြည့်ဒီမြေကြီးကိုဒီထဲကြီးကဘာလို့ထိုးတာတော့မြေကြီးကိုထဲနဲ့ထိုးပြီးလှန်နေတာနော်မင်းမုန်းလို့မထင်နဲ့မကောင်းတဲ့မြေစီကိုဘယ်ထဲရမှမထိုးဘူးကွာလောကကြီးမှာမှတ်တာအရေးချင်းရှိတဲ့သူဆိုရင်ပေါက်တက်ကြရပြောကြတော့တာပဲမြေစီကောင်းတော့အထိုးခံရတာပေါ့ဟုတ်တယ်နိုင်ငံတနိုင်ငံမှာအောက်ချုပ်မင်းလုပ်တဲ့အစိုးရတရားဟာမြေစီနဲ့တူတယ်မြေစီညံ့ဟာညံ့ဖြစ်တဲ့အုပ်ချုပ်ခြင်းပဲမြေစီကောင်းဟာအုပ်ချုပ်မှုစီမံမှုကောင်းခြင်းပဲပြည်သူဟာမျိုးစိတ်နဲ့တူတယ်မျိုးစိတ်ဘလောက်ကောင်းကောင်းမြေစီမကောင်းရင်အပင်မဖြစ်ဘူးနော်ကျွန်တော်တို့တွေဟာမျိုးစိတ်ကောင်းဖြစ်ခဲ့တယ်ဆိုရင်ဘာကြောင့်အပင်မဖြစ်ခဲ့ရတာလဲမြေစီညံ့ပေါ်မှာမျိုးစိတ်တွေရှိနေခဲ့ရလို့ပေါ့ဒီကနေ့မြေစီကောင်းနဲ့တွေ့ပြီမျိုးစေကောင်းဟုတ်မဟုတ်မြေစီကစမ်းသပ်နေပြီနော်ကျွန်တော်တို့ဟာမျိုးစေကောင်းဟုတ်ပါသလားမဟုတ်ဘူးလားဆိုတာကိုမြေစီကစမ်းသပ်တော့ခပ်ပြင်းပြင်းမျိုးစေတော်တော်များတယ်ဆိုတာကိုလည်းအချင်းချင်းတစ်ဖြည်းဖြည်းသိတော့သိလာပြီဆိုကြပါစို့မျိုးစေကလည်းကောင်းမျိုးစေနဲ့တူတဲ့ပြည်သူကလည်းကောင်းတယ်ပေါ့ဗျာဆိုပါစို့ခုတိတ်မကောင်းဘူးနော်တဲ့ပြောမကောင်းဘူးကျုပ်တို့ခင်ဗျာ
မြေစီနဲ့တူတဲ့အုတ်ချုပ်သူကလည်းကောင်းနေပြီအခုကျွန်တော်ယုံကြည်တယ်ဘာကြောင့်လဲဆိုရင်တစ်နှစ်မပြည့်သေးဘူးမြန်မာတနိုင်ငံလုံးကတ္တရာလမ်းနေ10နှစ်15နှစ်ကမလောက်တာတစ်နှစ်အတွင်းအများကြီးပြီးနေကျွန်တော်မျက်စိနဲ့တအားမြင်ခဲ့ရတယ်ကတ္တရာလမ်းပေါ်မှာဆွဲထားတဲ့မြင်းချောင်းအဖြူဟိုတော့ကဒီနေ့ဆွဲနောက်တစ်လနေရင်ပြက်ပြီးရေစင်းတွေများဆွဲသွားသလားအောင်မေးရတယ်ပြီးခဲ့တဲ့ခေတ်တုန်းကအခုပြောင်းမဲ့ပြီးမြင်းဖြူထင်းနေအောင်မြင်ရတယ်တောင်ပေါ်ဒေသရွာတွေဆိုပို့တော့မြို့တွေဆိုပို့တောင်မှလာတာသတိပြုမိလိုရင်းပြောကြစို့ဧပြီလမှာဘတ်ဂျက်တပြားမှမရှိပဲတစ်နှစ်လုံးတောင်မှအပြုံးမပြတ်ပဲရုံထားခဲ့တာအခုဧပြီမှာဘတ်ဂျက်အသစ်ပါနောက်ထပ်၄နှစ်အုပ်ချုပ်လို့ရှိရင်အတွေ့အကြုံတွေကလည်းအများကြီးရအောင်ပါဒါတော့ရတဲ့ပလင်းလေးပါဗျာအောက်ကိုကျသွားတဲ့အရာအပေါ်ကိုပြန်တက်ဖို့ဘယ်တော့မှမလွယ်ဘူးနော်ကျပြီးအပေါ်ပြန်တက်ဖို့မစဲပါဘူးကျပြီးတော့အပေါ်တက်ဖို့စ조사ခဲ့တာလဲ54နှစ်ပါကျပြီးအပေါ်ပြန်တက်ဖို့နီးမှန်လမ်းမှန်နဲ့စ조사လို့မရတဲ့အတွက်ခက်ညံ့ညံ့နီးနဲ့စ조사နေတာပေါ့ဟုတ်ကဲ့ဘယ်လိုပဲစ조사ပြီးသွားပါပြီဇလန်းကပြီးသွားပါပြီဒီဇလန်းလေးဆုံးသွားပါပြီဟုတ်ပြီမျိုးစေ့ကလည်းကောင်းတယ်မျိုးစေ့နဲ့တူတဲ့ပြည်သူကလည်းကောင်းတယ်မြေစီနဲ့တူတဲ့အုပ်ချုပ်သူကလည်းကောင်းတိုင်းအပင်မဖြစ်နိုင်သေးဘူးဗျရာသီဥတုမှန်ဖို့လဲကောင်းဖို့လဲလိုသေးတယ်ရာသီကလည်းမှန်မျိုးစေ့ကလည်းကောင်းမြေစီကလည်းမညံ့ဘူးဆိုရင်အပင်မြန်ဖြစ်တယ်လို့ပဲနိုင်ငံတနိုင်ငံမှာအုပ်ချုပ်တဲ့အစိုးရကလည်းကောင်းမှပြည်သူကလည်းကောင်းရမယ်အပြင်တရားဥပဒေစိုးမိုးမှုဆိုတဲ့ရာသီခေါင်းနဲ့တွေ့မှအပင်မြန်ဖြစ်မယ်ဆိုတာကိုလည်းကျွန်တော်တို့တွေးဆပြီးတတိမူသင့်ပါတယ်ဗျာမြေစီကောင်းနေပြီမျိုးစစ်တချို့ကောင်းတယ်မျိုးစစ်တချို့ညံ့နေခက်တာရာသီကမမှန်ဘူးတရားဥပဒေစိုးမိုးမှုမရှိသေးဘူးဘယ်ရှိမှာတော့မန်တိုင်ကြီး3ရက်မှာအုတ်ချုပ်ရေးမန်တိုင်နဲ့တရားစီရင်ရေးမန်တိုင်ဥပဒေပြုမန်တိုင်3ရက်မှာမန်တိုင်300စလုံးဟာလက်ရှိအုတ်ချုပ်ခွင့်ရတဲ့သူတွေအောက်မှာ300စလုံးမှမရောက်နိုင်သေးပဲကို1959 58ဖဆပလာပြိုကွဲခံနီးအဲ့ဒီကာလနဲ့လက်ရှိကာလအခြေအနေဟာတော်တော်များတူနေတာကိုသမိုင်းကြောင်းအရာလေ့လာကြည့်ရင်သိနိုင်တယ်ကျွန်တော်ဒါတွေကိုဇောင်းပိတ်မပြောလို့ပါဘူးလေ့လာကြည့်ပါထားတော့ကျွန်တော်ဟာအနစ်နာခံတဲ့ပန်းကလေးတွေကိုချစ်တယ်ဒီလိုပဲတရက်ပင်ကြီးကိုကြည့်ပါကျွန်တော်ရန်ကုန်ကိုလာတဲ့အခါကျွန်တော်မက်ဆက်ကြိုက်တာတော့ငပိရေပဲဘယ်လိုဖြောငပိရေကောင်းတယ်ဗျာလက်ကလေးနဲ့များစားပြီးဆက်ပြနဲ့ဘယ်လိုစစ်လက်ကလေးနန်းကြည့်ကိုငပိရေအနံလေးကသဘောအရန်ကြတာပဲလက်ကလေးလေးဘယ်လိုစစ်မပြောင်းဘူးငပိရေနဲ့တိုးစရာလေးပေးတာပေါ့ဒီအပိုင်းမှာじゃတိုးစရာလေးတွေမှာတရကင်းလေးတွေလည်းပါတယ်ဗျကျွန်တော်အမေကသိပြောကောင်းတာမန်လေးသူကျွန်တော်အမေရန်ကုန်ကကျွန်တော်ညီမအိမ်ကိုလာနေတော့ကျွန်တော်ညီမငပိကိုကြိုကျွေးတယ်ကျွန်တော်အိမ်ရောက်တော့အမေကတရကင်းလေးခွဲပြီးရေးစိမ့်တာကျွန်တော်စတာအမေလည်းအမေတကယ်ခါတာဗျဆိုတော့အမေကပြုံးပြီးပြောတာဟဲ့အကင်းပဲခါမှာပေါ့ဟဲ့နင်အကင်းလေးခါရဲဆိုပြီးဒီအဲ့တရပင်ကြီးမချိုးမထင်နဲ့ဦးတော့တဲ့တဲလေးဆိုခါတယ်ကြည့်ရင်ချိုးရောတဲ့အေးအကင်းလေးကိုခါတယ်ထင်ပြီးတရညစ်ကြည့်တိုင်းတရကင်းလေးကခါတယ်ဆိုပြီးဒီတရပင်ကြီးမှာရှိတယ်အကင်းတွေအားလုံးကိုထုံးနဲ့ရိုက်ချဖို့စိတ်မကူးနဲ့တော့တဲ့တရပင်ကြီးဖြစ်အောင်ငါတို့54နှစ်စောင့်ရတာတဲ့ဒါပေမဲ့ဟဲ့ဟိုတရပင်ကြီးရှင်လာတော့ငါသိတယ်တဲ့ဒီတရပင်ချုံမချုံတော့ငါတို့စောင့်ကြည့်အောင်မှာပေါ့ဟဲ့ငါသိတယ်ချုံပါတဲ့အမေဘယ်လောက်သိတာတော့လို့ဟဲ့အမျိုးကအမျိုးကောင်းဟဲ့ချုံပါအခုတရကင်းလေးကိုစားပြီးခါတယ်ဆိုပြီးအပင်ပုတ်ချခြင်းတဲ့သူတွေရှိနေတယ်စဉ်းစားကြဖို့ပါတရပင်ကြီးကိုကြည့်ပါတရပင်ဟာသူ့ရဲ့တရတီးကိုပြန်ပြီးမစားဘူးတရပင်ကြီးဟာသူ့ရဲ့အရိတ်ကိုသူပြန်ပြီးမခိုးဘူးတရပင်ကြီးဟာသူ့အပင်ကနေဖြစ်လာတဲ့အရိတ်ကို
အများအတွက်ကျင်းတဲ့တာရကာတွေကလေးတွေလူတွေနားခိုဖို့စော်ကစားဖို့အတွက်သဲပင်ကြီးကအရေးပေးတာသူ့အတီးကိုသူပြန်မစားဘူးလောကကြီးကိုပေးခြင်းလို့ကျွေးခြင်းလို့တီးတဲ့အတီးတရက်ပင်တို့ရဲ့အနစ်နာခံမှုကိုကျွန်တော်တို့သတိမပြုမိကြဘူးဒီလိုပဲရေကြီးချောင်းကလေးကိုကြည့်ပါတသွင်းသွင်းစီးနေတဲ့ရေကြီးချောင်းကလေးဟာသူ့ရေကိုသူပြန်ပြီးမတောက်ဘူးရေကြီးချောင်းတွေကိုရောက်လာတဲ့ဘယ်သူကိုမဆိုအရောက်အလက်အမြတ်မရွေးလူမမဟုတ်တလိษံလေးပဲလာပြီးတောက်ကြီးကြီးပြူပြူနဲ့ရေကြီးချောင်းကလေးကရေကိုတောက်ခွင့်ပေးတယ်ရေကိုတောက်သုံးခြင်းဖြင့်ခွန်အားကိုဖြစ်စေတယ်လို့ရေကိုမျက်နာတခြင်းသုံးဆွဲခြင်းဖြင့်ကြည်လင်မှုကိုဖြစ်စေတယ်ရေကြီးချောင်းကလေးကဘယ်သူကိုမဆိုအနစ်နာခံမှုအတွက်စီးစင်းနေတာဒီကနေ့ကျွန်တော်တို့ကလူသားတွေပါအနစ်နာခံမှုမပါပဲလောကကြီးကိုတိဆောက်လို့မရဘူးဆိုတာကိုကျွန်တော်တို့မေ့နေကြတယ်ကျွန်တော်မန္တလေးသားဖြစ်တဲ့အတွက်ရန်ကုန်အကြောင်းမကျွမ်းကျင်ပါဘူးရွှေကုန်းကုန်းတော်ပေါ်ကိုကျွန်တော်အချိန်ကြီးရောက်ဖူးပါတယ်မြို့လေကောင်မှာတဲတာဆိုတော့ဆုလေစရီတော်နာကိုမကြရောက်ပါတယ်ကျွန်တော်တို့မန္တလေးမှာတော့ဖရားတွေအများကြီးပဲရှိတယ်စန္ဒမုနိဖရားတို့ဘာလို့ရောက်ဖူးတဲ့သူသိပါလိမ့်မယ်ခေယပင်ကြီးတွေရှိခေယပင်ကြီးစန္ဒမုနိဖရားတဲ့သွားတိုင်းတစ်ခါတည်းကျွန်တော်ပြောရင်ကျွန်တော်မိမမေးတယ်ကိုရဲ့ငရီးစားကိုသတိရတယ်လားတဲ့အေးသတိရစရာများလို့ဘယ်သူသတိရမှမသိပါဘူးကွာလို့သတိမရဘူးလို့ပြောလိန်ပြောရရောက်မှာဆိုလို့ကိုများတဲ့အကြောင်းလဲကြော်ညာဝင်ပြီးသူ့ကိုပြောရသေးတာသူကနှခမ်းလေးဆူတာပေါ့ဖရားထဲမှာသူကနှခမ်းဆူတယ်အမှန်တော့ကျွန်တော်ကငရီးစားတွေကိုသတိရတာမဟုတ်ပါဘူးကျွန်တော်ကသူများနဲ့မတူတဲ့အတွေးရှိတယ်အော်ငါငငယ်တော့ဒီဖရားတွေကိုလာခဲ့တာငငယ်တော့ဒီဖရားတွေကိုငါလာတာအမေကငါလက်ကိုတွဲတာလူစီလန်ဖရားထဲမှာအမေပြောက်မှာဆိုလို့ခြေပြားထောက်ပြီးအမေနောက်ပြေးလိုက်ခဲ့တာကျွန်တော်ဟောဒီဖရားထဲမှာကျွန်တော်ငငယ်တော့စော်ဘူးတယ်ဒီလိုပဲအသက်ကလေး20လောက်ကြာတော့ကောင်မလေးနဲ့လာဘူးတယ်ဟောဒီလိုပဲအခုကြာတော့မဟုတ်ပြန်ဘူးမိမနဲ့လာပြန်တယ်ဒီဖရားကိုပဲကျွန်တော်နောက်တစ်10နှစ်လောက်နေနီးနဲ့လာအောင်ပါအော်ဖရားကတော့မှတ်တမ်းတင်တတ်လို့ရှိရင်လူလောကကြီးရဲ့အမှန်တရားကိုပြောရှာလိမ့်မယ်အမေကိုလက်ဆွဲပြီးဖရားပုံသတိမရတဲ့ငါခုနေနဲ့ရောက်နေတယ်ဘယ်မှာထိုင်လဲဆိုတော့ခေယပင်ရိပ်မှာထိုင်တယ်ကျွန်တော်ခေယပင်ကြီးကိုမော့ကြည့်ပြီးကျွန်တော်အတွေးတွေအများကြီးရတယ်ခေယပင်နဲ့မနီးမဝေးမှာစက္ကူပန်းယုံကြီးရှိတယ်အဲ့ဒါကိုကြည့်လိုက်စက္ကူပန်းမင်းကြီးကိုကြည့်လိုက်ခေယပင်ကိုကြည့်ပြီးကျွန်တော်စိတ်ထဲမှာခေယပင်တို့ရဲ့တတ္တိနဲ့အနစ်နာခံမှုကိုမြင်တယ်နေ့စီတို့စပယ်တို့နဲ့ခေယကမတူပါဘူးနေ့စီတပွင့်ဖြစ်ဖို့တစ်နှစ်တရာသည်နှစ်နှစ်200သည်ဆိုရင်နေ့စီပန်းပွင့်ပါတယ်စပယ်ပန်းလည်းအတူတူပါပဲတစ်နှစ်တရာသည်နှစ်နှစ်200သည်3နှစ်300သည်လောက်ဆိုစပယ်အဖူးစပယ်အငုံကိုခူးလို့ရပါတယ်ခေပန်းကြမဟုတ်ဘူးဗျခေပင်သေးသေးလေးကနေခေပင်ကြီးဖြစ်လာအောင်9နှစ်နဲ့မရဘူး10နှစ်နဲ့မရဘူးနှစ်ပေါင်းများစွာခေပင်ကိုလေတံမိုးတံရာသီဥတုတံကိုကြံ့ကြံ့ခံရင်းနဲ့မှပင်စီလေးကသေးရကနေတုတ်ပြီးခေပင်ကြီးဖြစ်လာတာခေပင်ကြီးဖြစ်လာတော့လေဘသူတွေကဗိုလ်ကြစိုးမိုးနေရာယူထားလဲဆိုရင်အစိမ့်ရှင်းရောင်ခေရွက်တွေကခေပင်ကြီးတစ်ပင်လုံးပေါ်မှာဗိုလ်ကြပြီးနေရာယူထားတာခေပန်းတေးသေးလေးကပွင့်ပင်မဲ့ခေရွက်စိမ့်စိမ့်ကြီးတွေကအဲ့ဒီအပွင့်ကိုလူမြင်မှာဆိုလို့ဗိုလ်ကြပြီးဖုံးထားတာခေပန်းကအပြုံးမပြတ်ဘူးနေငါရဲ့အယောင်နဲ့အစင်းကိုသာနေဖုံးအုပ်ထားလို့ရမယ်ငါရဲ့ရနံ့ကိုနေဖုံးအုပ်ထားလို့မရပါဘူးအစိမ့်ချင်းရောင်အရွက်တို့ရဲ့ဖလောက်ပဲအစိမ့်ချင်းရောင်အရွက်တွေဖုံးအုပ်ခေပင်အောက်မှာထိုင်နေကျွန်တော်ခေနဲ့ရတော့ခေပင်ကိုအချိန်ချင်းမော့ကြည့်တယ်လေခေရွက်တွေကခ
ခေပန်းကိုနိုင်ယူထုံးစံမရှိပါဘူးခေပန်းတွင်မြေပြင်ပေါ်ကိုတဖြောက်ဖြောက်ကျွေကျွန်တော်ကူညီပါဗျာစကလုံးလုံးလားခေပင်ပေါ်ကခေပန်းတွေဟာမြေပြင်ပေါ်ကိုတဖြောက်ဖြောက်ကျွေကြတယ်လို့ပြောတာကိုကျွန်တော်လည်းအဲ့လိုတွေးမိတာကျွန်တော်ဒါပေမဲ့အဲ့ဒီတဲ့ကောင်းတဲ့စကလုံးလေးကိုခေပင်အောက်မှာထိုင်ရင်းစဉ်းစားမိတယ်ခေပန်းတွေကမြေပြင်ပေါ်ကိုတဖြောက်ဖြောက်ကျွေကြတာမဟုတ်ဘူးကျွေပြရဲတာငါဟာမြေပြင်ပေါ်ကိုရောက်သွားပေမဲ့တန်ဖိုးမမဲ့ဘူးဆိုတာဟဲ့ခရရွယ်စိမ့်ကြီးတွေနင်တို့သိကြကျွေပြတာမြေပြင်ပေါ်ကြတာတောင်မှအလူအရက်ကောက်တာညနိုးလွန်းလို့လေအလူရဲ့ကောက်ပြီးတာတောင်မှဒီတိုင်းမထားသေးဘူးအချီရိုးလေးနဲ့တီးချင်းတီးမယ်ချီချင်းချီမယ်ဘလောက်ပဲချီခေပန်းကတီးတယ်ငါဥကောင်းတက်ကိုရောက်မှာနိစာလေးနဲ့ပဲထိုးနောက်ဆုံးတော့ခေပန်းကမြင့်မြတ်တဲ့နေရာကိုရောက်ရတယ်မမြင်ရတော့ကလည်းမွေးတယ်မြင်ရတော့လည်းမွေးတယ်ကျွေချတော့လည်းမွေးတယ်ကျွေပြတော့လည်းမွေးတယ်တွေးချောက်တော့လည်းမွေးတယ်ခေပန်းတို့ရဲ့အနစ်နာခံမှုဟာအရွယ်အစိမ့်နေကြတဲ့မှာထာဝရပါစကူပန်းလို့လူတွေလည်းရှိတယ်နော်စကူပန်းလို့လူကြီးမင်းတွေလည်းရှိတယ်ဝေးရကြည့်လိုက်ရင်တော့အယောင်တွေအများကြီးပဲဝတ်ထားတဲ့ယူနီဖောင်းပြောင်းနဲ့တန်ဖိုးရှိတဲ့ထင်တာကိုစကူပန်းတွေမြေပြင်ပေါ်ကိုကျွေးမချရဲဘူးမြေပြင်ပေါ်ကိုစကူပန်းကကျွေးမပြရဲဘူးကျွေလိုက်တာနဲ့တပြိုင်နဲ့တပြက်စီးနဲ့လဲထုတ်တဲ့အမိုက်ဖြစ်သွားတယ်ဆိုတာစကူပန်းတွေသိပါတယ်စိတ်ရင်မကောင်းအတိခေါင်းတော်ဘွယ်ပေါင်းထွယ်လီကိုနိုင်တီလဲမတရီမောင်းလူပြရှုံးဤအရှင်ဩဒ္ဓမနန္ဒဆိုတဲ့ယဟန်ရှင်သူတော်မြတ်ကကြပြာတပုတ်နဲ့လောကကြီးကိုဆုံးမထားတယ်သုံးပိုက်ပါပါတယ်ရှက်ကြောက်ကင်းပြကိုချင်းဖောက်တော်တိတ်တဝိယုံကိုနိုင်ချုံလဲတိတ်တဝိယုံကိုနိုင်ချုံလဲမတရီမောင်းလူပြရှုံးဤလူတယောက်ဟာအရှက်အကြောက်ကင်းပြောက်ပြီးတော့ကိုချင်းတီလာပြည့်ရွေးမိဆိုရင်တလိษံတကောင်နဲ့မချလူဘုံအလယ်မှာဖင်တုံးလုံးဖြစ်တတ်တယ်လို့ကြပြာကပြောတာလူဟာရှက်တဲ့နာကိုရှက်ရတယ်ကြောက်တဲ့နာကိုကြောက်ရတယ်လူပဲအမားဖယ်ခင်းပါလေမှားတဲ့အထိလူဟာအပြစ်မဟုတ်သေးဘူးမှန်မှန်သိရနဲ့ဝန်မခံမှုဆိုရင်တော့ဒါဟာကြီးမားတဲ့အပြစ်ပဲကြောက်တဲ့နာကိုကြောက်ခြင်းရှက်တဲ့နာကိုရှက်ခြင်းခီးနဲ့အတ္တပဆိုတဲ့တရားနှစ်ပါးလူနဲ့တိရစ္ဆာန်ခွဲခြားတဲ့တရားပဲရှက်တဲ့နာမှမရှက်ကြောက်တဲ့နာမှမကြောက်လောကကြီးကိုမျက်မပြောင်တိုက်ပြီးငါတို့လက်ထဲမှာဘာရှိတယ်လို့ကြွေးကြော်နေတာဟာအစွဲရှိတဲ့မွေတကောင်နဲ့ဘာထူးမှလဲဟုတ်တယ်မွေဟောက်ဟာအရေးကိုဘယ်လိုပဲလဲမွေဟောက်ဟာမွေဟောက်အစိတ်ပါပဲဗျာအရေးကိုလဲလို့ရေမွေမဖြစ်ဘူးနော်လက်သေးဖွက်ထားတဲ့ကြောင်ဖျားစင်ပေါ်တက်အိမ်နေလို့အဲ့ဒီကြောင်ကကြွတ်မခုတ်ဘူးလို့မထင်ပါနဲ့လူဟာရှက်တဲ့ကိစ္စရှက်ရတယ်လို့ကြောက်တဲ့ကိစ္စကြောက်ရတယ်ကိုချင်းတီလာရှိရတယ်ဒါဟာလူတကူလူတံမိုးအဲ့ဒီလိုမရှိရင်မတရီမုံလူပြရှုံးတယ်တဲ့စိတ်ရင်မကောင်းအတိခေါင်းတော်ဗမာလိုပြောရင်တော့စိတ်ဓာတ်မကောင်းဘူးတနည်းအားဖြင့်မေတ္တာဓာတ်နည်းတယ်ပေါ့အတိခေါင်းတော်ပညာမတတ်ဘူးစိတ်ရင်လည်းမကောင်းအတိလည်းခေါင်းပြီဆိုရင်စိတ်ရင်မကောင်းအတိခေါင်းတော်ပ
ပွဲပေါင်းထွယ်လီများလုံးလို့ခါတောင်ကော့လန်းရှောက်ရတာကိုနိုင်တီလဲမဒရီမောလူပြရှုံးဤတချို့ကဘွဲတစိတ်တွေကိုကို့ဘဝလို့ထင်တာဘွဲတစိတ်ပါမသာသူရဲကောင်းဖြစ်ကြခြင်းဆိုရင်ဘိုလ်ချုပ်အောင်ဆန်းရဲ့ရင်ဘတ်မှာဘွဲတစိတ်မှာမရှိဘူးဆိုတာလူတိုင်းသိပါတယ်ဘိုလ်ချုပ်အောင်ဆန်းကိုဘယ်သူကမှတခန်းတနာနဲ့သူရဲကောင်းဆိုပြီးဘွဲ့မပေးခဲ့ပါဘူးဘိုလ်ချုပ်အောင်ဆန်းပခုံးတက်မှာအပွင့်မတင်ခဲ့ပါဘူးဘိုလ်ချုပ်အောင်ဆန်းရဲ့ပခုံးပေါ်မှာတင်ထားတာတတ်ထုနဲ့လှုပ်ထားတဲ့အပွင့်မဟုတ်ပါဘူးလူတွေကထင်တယ်ခွင့်လွတ်ပါဗျာဟုတ်ကဲ့ရတယ်လူတွေကထင်တယ်ပခုံးပေါ်မှာတင်ထားတာတတ်ထုနဲ့လှုပ်ထားတဲ့အပွင့်မဟုတ်ဘူးကျဲဆိုပခုံးလေးပေါ်မှာကျဲလို့မတင်နဲ့အမှန်တော့ဟာဗျလူတုနှလုံးသားပခုံးပေါ်တင်မှတန်ဖိုးရှိတဲ့အပွင့်လို့ဘိုလ်ချုပ်အောင်ဆန်းကလမ်းပြခဲ့တာကိုလူတချို့ကမမြင်ကြဘူးတကယ်တော့ပခုံးပေါ်မှာတင်တဲ့အပွင့်ဆိုတာလူတုနှလုံးသားကိုထမ်းခိုင်းတာလူတုစန္ဒကိုပခုံးပေါ်မှာထမ်းခိုင်းတာငါလှုပ်ချင်ရလှုပ်ခွင့်ပေးထားတာမဟုတ်ဘူးစိတ်ရင်မကောင်းအတိခေါင်းတဲ့သူကဘလောက်ပဲဘွဲ့တွေရှိလောကအတွက်အသုံးမကျဘူးဆွေညာဝိယုံဘွဲ့ပေါင်းခုံကြောင့်အရောက်အမြတ်မတတ်မှတ်ဘူးနေဟာတထေးသားမို့လို့နေရမြင့်မြတ်တယ်ပေါ့နေဖေရအရာရှိမို့လို့နေရကြီးမြတ်သူလားနေရလမ်းပေးရဈေးတယ်မို့လို့နှိမ့်ကြသူလားယောက်ျားများမြင့်မြတ်ပြီးမိန်းမများကနှိမ့်ကြလေသလားမဟုတ်ပါဘူးဓမ္မပလကအတိအကျညွှန်းဆိုပါတယ်ကောင်းမြတ်သောအတွေးကိုတွေးကောင်းမြတ်သောစကားကိုပြောကောင်းမြတ်သောအလုပ်ကိုလုပ်တဲ့သူဟာမြင့်မြတ်သောသူဖြစ်တယ်နှိမ့်ကြသောအတွေးကိုတွေးနှိမ့်ကြသောစကားကိုပြောနှိမ့်ကြသောအလုပ်ကိုလုပ်သူမှန်သမျှဟာဘာတွေပဲဝိထရောက်ညံ့သူသာဖြစ်တယ်လို့ဓမ္မပဒကဆိုပါတယ်ဆွေညာဝိယုံဘွယ်ပေါင်းခုံကြောင့်အရောက်အမြတ်မတတ်မှတ်ဘူးကို့လှုပ်ရတာအရင်ခံတာဒီစက္ကူပန်းရဲ့လှုပ်ရကအမိုက်ပေါ်ခေပန်းတို့ရဲ့လှုပ်ရကတော့မြင့်မြတ်မှုပေါ်ရွှေကုန်းစေတော်ကြီးကိုကျွန်တော်ရောက်တဲ့အခါတခါတရံဘာနဲ့ကြုံလဲဆိုလုံးတော်ပြည့်ရွှေချတဲ့အခါရွှေကုန်းစေတော်မြတ်ကြီးကိုမမြင်ရဘူးအပြင်ကဘာတွေနဲ့ဂါထာတို့ဖြာလေးအောက်မှာဘာရှိတို့ဝါညံကျွန်တော်အဲ့လိုဖြေရင်သိဝမ်းသာလာပဲကျွန်တော်ကူညီပါဟောပြောလဲဆိုတော့လေအမေလေးအဖြေလေးပါတော့ကောင်းတာပေါ့ဆရာကြီးဦးရွှေအောင်ရေးတဲ့စာတစ်ပုဒ်မှာပါပါတယ်တချို့လဲဖတ်ဖူးမယ်ထင်တယ်အနစ်နာခံခြင်းကိုဖျားမှာဇေဒီပထိုးမှာရှိတဲ့ညမ်းနဲ့နှိုင်းတယ်အသာဆန်လို့သူကိုထီးနဲ့နှိုင်းတယ်ရွှေကုန်းကုန်းတော်ကြီးမှာရွှေကုန်းဇေဒီတော်မှာဓမ္မမဟုတ်ရင်စုလေဇေဒီတော်ကြီးမှာလုံးတော်ပြည့်ရွှေပဲချပြန်လဲပဲပြုတ်ပြင်မဲပြုတ်ပြင်ထိချပြီးထိပြန်တင်ရင်မဲတင်အနစ်နာခံရတာဝါးတွေပါအဲ့ဒီဝါးတွေကိုခေါက်ထိအတော်ရှည်မကြီးတွေ့ကြရကျိုးနဲ့ချီပြီးရင်ခြေထောက်တွေနဲ့တပြစ်ပြစ်နင်းဝါးတွေကအပြုံးမပြတ်ဘူးညမ်းတို့ရဲ့အနစ်နာခံမှုကိုကျွန်တော်တို့ကဇေဒီပထိုးတွေရောက်တိုင်းနှလုံးသွင်းပြီးငါတို့ဟာအနစ်နာခံသူဖြစ်တဲ့တယ်လို့ကျွန်တော်တို့တွေးဆတဲ့နာပေါ့ဟုတ်တယ်ညမ်းရဲ့အကူအညီကြောင့်ထီးတော်ဟာထိတ်ဆုံးကိုရောက်တဲ့အခါအသာဆန်တော့တာပဲအဲ့ဒီအချိန်ရောက်တော့မှအသာဆန်လို့တဲ့သူကခန္ဓာကိုယ်ကိုပိတ်ဖြူပတ်ပြီးတော့ကြိုးလာဆွဲတော့တာပဲပိတ်ဖြူပတ်တိုင်းဖြူစင်တဲ့သူဖြစ်မဲ့တယ်လားဗျာရေထန့်တောက်တိုင်းလူထန့်မဖြစ်ဘူးနော်စိတ်ကောင်းရှိမှလူထန့်ဖြစ်တာပါအဖြူရောင်ပိတ်ကိုခန္ဓာကိုယ်မှာပတ်ယူနေဖြူစင်မြင့်မြတ်တဲ့သူမဖြစ်နိုင်ပါဘူးဝါတို့ရဲ့အနစ်နာခံမှုညမ်းတို့ရဲ့အနစ်နာခံမှုကို
ကျွန်တော်တို့မြင်အောင်ကြည့်ကြဖို့လိုပါတယ်ဟုတ်တယ်ဆရာကြီးဦးရှောင်ရဲ့အထက်မှာသိတ်လှတဲ့အတွေးပါလောကကြီးမှာတဲ့ရဲရင့်မှုဆိုတာလိုအပ်ပါတယ်ဒါပေမဲ့ဘယ်လိုရဲရင့်မှုမျိုးလဲလောကကြီးမှာရရောမှုဆိုတာလည်းလိုအပ်ပါတယ်ဘယ်လိုရရောမှုမျိုးလဲသစ္စာမပါတဲ့ရဲရင်ခြင်းကိုမိုက်မဲခြင်းလို့ခေါ်တယ်အမှန်တရားမပါတဲ့ရဲရင်ခြင်းဟာမိုက်မဲခြင်းတော့တချို့ရဲရင်ကြတယ်အမှန်တရားမပါတော့မိုက်မဲသူလို့သမိုင်းကမှတ်တမ်းတင်တာပေါ့ရရောမှုမှာလည်းပဲသစ္စာမပါတဲ့ရရောခြင်းအမှန်တရားမပါတဲ့ရရောခြင်းကိုအဂရိလိုက်စားခြင်းလို့ခေါ်တယ်ခေတ်ဆက်ဆက်ရရောလိုက်ကြတာသစ္စာတရားမပါတော့အဂရိလိုက်စားမှုဖြစ်သွားတာပေါ့ဖေဟာဒီနေ့အမေတော်အောင်ဆန်းစုကြည်ဟာရဲရင်တယ်သစ္စာပါသောရဲရင်မှုရရောတယ်သစ္စာပါသောရရောမှုအဲ့ဒါဟာအနစ်နာခံတတ်သူတို့မှသာလေရှိတဲ့ဂုဏ်ပါအနစ်နာခံမှုမှလည်းနှမျိုးရှိပြန်တယ်တာမန်မြအနစ်နာခံမှုနဲ့မြင့်မြတ်သောပါရမီထိုက်သောအနစ်နာခံမှုရဲ့လို့နှမျိုးနှစ်စားရှိတယ်တဲ့လူတရားမှာတရားလူတစ်ထောင်မှာတရားလူတစ်သောင်းမှာတရားအနစ်နာခံလေခံတတ်မရှိပါဘူးဘာကြောင့်လဲဆိုတော့လူတွေဟာအသာဆန်လိုတဲ့သူတွေပဲများတာကြောင့်လောကကြီးကတောင်းကနင်းဖြစ်နေတာကအသာဆန်လိုတဲ့သူတွေများတယ်အခွင့်အရေးသမားတွေများတယ်ဆိုရင်လောကကြီးကတောင်းကနင်းဖြစ်တော့တာပဲဟုတ်တယ်အနစ်နာခံမှုဆိုတာကလည်းလူတစ်သောင်းမှာတယောက်ဖြစ်ခဲ့တယ်တာမန်မြအနစ်နာခံမှုဆိုတာဘယ်လိုအမျိုးလဲဆိုရင်တာဝန်ယူမှုတာဝန်ခံမှုတာဝန်သိမှုဆိုတာတာမန်မြအနစ်နာခံခြင်းပဲပြီးခဲ့တဲ့ခေတ်ဆက်ဆက်တာဝန်သိမှုလည်းမရှိတာဝန်ခံမှုလည်းမရှိတာဝန်ယူမှုလည်းမရှိပဲခေါင်းဆောင်နေရာမှာနေကြတယ်စဉ်းစားကြည့်ပါဟောဒီထဲမှာဖခင်မိခင်တွေပါမှာပါကိုသားလေးဟာကိုကိုအဖေလို့အခေါ်ခံလိုက်ရတဲ့အချိန်မှာခမရဲ့ရင်ထဲမှာငါဟာအဖေသူ့ပေါ်အနစ်နာခံရမယ်ဆိုတဲ့စိတ်တပြိုင်နက်တည်းပေါ်တယ်အမေလို့ကျွန်တော်ခေါ်လိုက်မယ်အမေရင်ထဲမှာပီတိဖြစ်ပြီးငါသားလေးတွေဘာအနစ်နာခံရမလဲလို့ပေါ်ကြစမြဲပဲခေါင်းဆောင်လို့ကျွန်တော်ခေါ်လိုက်မယ်သူ့ရင်ထဲမှာငါဘာအနစ်နာခံရမလဲလို့အဲ့ဒီစိတ်မပေါ်ဘူးဆိုရင်တော့သူဟာခေါင်းဆောင်အတုတာဖြစ်ပါတယ်ခေါင်းဆောင်ကလည်းမိဘနဲ့မချားပါဘူးပြောကြစို့တာဝန်သိမှုတာဝန်ခံမှုတာဝန်ယူမှုရှိတယ်ဆိုတာတောင်မှတာမန်မြအနစ်နာခံခြင်းလို့ပြောတာနော်ဒီနေ့ဒီပွဲကြီးဖြစ်မြောက်အောင်အနစ်နာခံတဲ့သူတွေရှိပါတယ်နေပူကြီးထဲမှာခုံနေခင်းရတယ်ပြီးအမိုက်တွေကောက်အောင်မယ်တပြက်စီးလဲအောင်မယ်စင်တွေလောက်ရတယ်ဗန်တိုင်းတွေလောက်ရတယ်ငွေကြေးတွေကောက်ရတယ်အနစ်နာခံတာအထင်ရှားပါအဲ့ဒါတာဝန်သိတာပါတာဝန်ယူတာပါတာဝန်ခံတာပါအဲ့ဒီလိုအနစ်နာခံတာဟာမြင့်မြတ်တဲ့အထီမဟုတ်သေးဘူးတာမန်မြအနစ်နာခံမှုဆိုတော့နားထောင်နေတဲ့စာချစ်သူတွေကနောက်ထပ်မြင့်မြတ်တဲ့အနစ်နာခံမှုဆိုတာဘယ်ဂုံနဲ့တုံးလို့ခမရတို့တွေးနေပြီကျွန်တော်လည်းစာဖတ်ရင်းနဲ့တွေးနေတယ်ဆရာကြီးဦးရွှေအောင်ဘာများပြောချင်မလဲဟုတ်တယ်မြင့်မြတ်တဲ့အနစ်နာခံမှုဆိုတာတာဝန်ဘိုင်းပေါ်မှာတယ်အနစ်နာခံယုံမြမကရပိုင်ခွင့်ပေါ်မှာပါအနစ်နာခံမှမြင့်မြတ်သောပါရမီထိုက်သောအနစ်နာခံမှုဖြစ်တယ်အသေးပေးအဖွဲတွေကွဲကြတယ်မညီမညွတ်ဖြစ်ကြတယ်ငါတို့ကအနစ်နာခံတာကွာနှစ်ပေါင်းများစွာဒါကြောင့်ငါဖြစ်တဲ့နာပေါ့ကွာဒီနေရာမှာရပိုင်ခွင့်ကြခမရတို့အနစ်နာမခံနိုင်တော့ဘူးအဲ့ဒီမှာနေအသင်းအောက်ချင်မှာပျက်စီးကြတော့တာပဲတိုက်ဆိုင်သွားရင်ခွင့်မလွတ်ပါနဲ့ကျွန်တော်အမှန်တရားမို့လို့ဆင်ခြင်ကြပါတော်
တော်များများကအနစ်နာခံတဲ့နေရာမှာတာဝန်ဖိုင်းရအနစ်နာခံနေတော့ရပိုင်ဝင်ကြအနစ်နာသိမ့်မခံခြင်းမူဒီတိုင်းပြည်ကြီးကိုလွတ်လပ်ရေးရအောင်ငါတို့ကအသက်ပေးပြီးတိုက်ခဲ့တာကွာဒါကြောင့်ဒီလောက်တော့ငါတို့ယူသင့်တာပေါ့ဟောရပိုင်ဝင်ကြအနစ်နာမခံကြဘူးအဲ့ဒီမှာရင်တိုင်းပြည်လုံးမှာရှိတဲ့မြေတွေကုန်သွားပါရောလားဗျာဘောချုပ်အောင်ဆန်းဟာဘောချုပ်အောင်ဆန်းဟာပုံကြည့်တာဘောချုပ်အောင်ဆန်းဟာတာဝန်ပိုင်းမှာရင်တာဝန်ပေါ်မှာရင်အနစ်နာခံယူမြမကရပိုင်ခွင့်အပေါ်မှာလဲအနစ်နာခံတယ်နော်ဒါကြောင့်ဒီကနေ့ကျွန်တော်တို့တမိုင်းနဲ့ကျွန်တော်တို့နှလုံးသားထဲမှာတန်တဆွေးမြဲနေတာပေါ့ဒီတိုင်းပြည်ဒီနိုင်ငံကြီးကိုဘိုးကျော်အောင်ဆန်းကြောင့်လွတ်လပ်ရေးရခဲ့တယ်ဆိုတာအားလုံးသိပါတယ်သို့တော့ဒီတိုင်းပြည်ပေါ်ကဘိုးကျော်အောင်ဆန်းကမြေတကွက်တောင်မှသူ့နာမည်နဲ့တောင်းဆိုသွားတာမရှိခဲ့ပါဘူးငါတည်ရင်ငါသမီးလေးကိုလေစိန်တလုံးတရက်ချံဧက900လောက်ကိုပင်လောင်းမပေးပါကွာလို့ဘိုးချုပ်မပြောခဲ့ဘူးဘိုးချုပ်အောင်ဆန်းဟာရပိုင်ခွင့်အပေါ်မှာပါအနစ်နာခံတာနော်တာဝါလေးနေမှာနေစဉ်ဘိုးချုပ်အောင်ဆန်းကိုဒေါ်ခင်ကြီးကထမင်းချက်ကျွေးတဲ့အခါသူ့ရဲဘော်တွေဘာနဲ့စားသလဲတွားကြည့်တာဘိုးချုပ်အောင်ဆန်းဟာဘူးသီးနဲ့ကြက်သားဆိုရင်သူ့ရဲဘော်တွေလည်းဘူးသီးနဲ့ကြက်သားပဲဘိုးချုပ်အောင်ဆန်းငပိရင်နဲ့တခွားသီးတို့ဆိုရင်သူ့ရဲဘော်တွေလည်းအတူတူပဲဘိုးချုပ်အောင်ဆန်းကရပိုင်ခွင့်အပေါ်မှာပါအနစ်နာခံတာနော်ဒီတိုင်းပြည်ကိုလွတ်လပ်ရေးရချင်တာသူ့အတွက်မဟုတ်ဘူးလို့ဖေဖော်ဝါရီလ17ရက်1949စာမချုပ်မီတရက်အလိုပင်လုံညစာစာပွဲမှာဘိုးချုပ်အောင်ဆန်းပြောခဲ့တယ်ကျွန်တော်ဒီကိုရောက်လာတာတခုတည်းပဲရှိပါတယ်အဲ့တခုကဘာတော့လို့ကျွန်တော်ရပ်ထားလိုက်မယ်စဉ်းစားကြည့်တခုတည်းပဲဒီကိုလာတာတခုတည်းပဲရှိတယ်တဲ့တစ်တော်တွေလိုချင်လို့တတ်တူတွေထုတ်ချင်လို့မဟုတ်ဘူးနော်ကျွန်တော်ဒီကိုလာတခုတည်းရှိပါတယ်တဲ့အဲ့ဒါကတော့ဗမာပြည်ကြီးလွတ်လပ်စေခြင်းနဲ့ငြိမ်းချမ်းစေခြင်းနဲ့တိုးတက်စေခြင်းနဲ့ဒါပါပဲဘိုးချုပ်ပြောတဲ့စကားသူ့အတွက်တခုမှမပါဘူးအများအတွက်အနစ်နာခံခြင်းပဲနောက်ထပ်ပြောသေးတယ်အဲ့ဒီစကားပြောတဲ့ချိန်က1949ဖေဖော်ဝါရီ17ရက်ဆိုတော့ဘိုးချုပ်အောင်ဆန်းအသက်32နှစ်မပြည့်သေးဘူး2ရက်လိုသေးတယ်32နှစ်သားလေးနော်ဆက်ပြောသေးတယ်မြန်မာပြည်လွတ်လပ်ဖို့ငြိမ်းချမ်းဖို့တိုးတက်ဖို့အတွက်ကျွန်တော်ဟိုးလွန်ခဲ့တဲ့10နှစ်ကလေးကစ조사ခဲ့တာပါတဲ့22နှစ်ကလေးကစ조사ခဲ့တာတော့အခု82နှစ်တည်း92နှစ်တည်းဒါတွေမသိတာအော်ဆရာတော်တော်ကောင်းနေတာဝန်ပိုင်းပေါ်မှာလည်းအနစ်နာမခံခဲ့တယ်လို့ရပိုင်ခွင့်ပေါ်မှာလည်းအနစ်နာမခံဘူးဆိုရင်တမိုင်းအညစ်အကြေးကိုပဲလူနှလုံးသားထဲမှာမှတ်တမ်းတင်ခံရမှာပေါ့အမေကိုဘာလို့ချစ်တာတော့အဖေကိုဘာလို့ချစ်တာတော့တာဝန်ပိုင်းရလည်းအနစ်နာခံတယ်လို့ရပိုင်ခွင့်အရာလည်းအမေအနစ်နာခံတယ်လေဟင်းလေးထမင်းလေးချက်ရင်သားသမီးဦးစားပေးတာရပိုင်ခွင့်ပေါ်မှာလည်းအနစ်နာခံတယ်ချင်းအောင်ဆိုအစောက်ဆောင်းဆိုရင်အပြဲမှာအမေချုံတာထမင်းဆိုရင်တော့သားသမီးကြံတာမှာစားတာရပိုင်ခွင့်ပေါ်မှာပါအမေအနစ်နာခံလို့အဖေအနစ်နာခံလို့ချစ်တယ်ဆိုရင်ခေါင်းဆောင်လောက်ခွင့်ရနေသူများဟာတာဝန်ပိုင်းရတာမကရပိုင်ခွင့်ပါအနစ်နာခံပါမှခေါင်းဆောင်ကောင်းဖြစ်ပါလိမ့်မယ်အနစ်နာခံမှုတွေထဲမှာဘိုးကျောင်းအစအနစ်နာခံမှုတွေပြောလို့ရှိရင်များသွားမှာဆိုလို့ဘိုးကျောင်းအစအကြောင်းတွေပြောရတာလူတိုင်းပြောတော့များနေပြီကျွန်တော်အမေအကြောင်းပြောချင်လို့မဟုတ်ပါဘူးနှိုင်းရှင်ပြောချင်တာပါကျွန်တော်တို့မှာမောင်နှမ6ယောက်ရှိပါတယ်ကျွန်တော်ကဒုတိယသားအလှပါကျွန်တော်အကူက10တန်းနဲ့မိန်းမရသွားတာဆိုတော့တွေ့ကြည့်ကျွန်တော်အကူကနော်စီရိုနယ်လိုနဲ့ကျွမ်းကျင်တယ်ပြောင်းတိုင်းဆိုဂိုးသွင်းတာမယူမဖြစ်ယူရတာ10တန်းမှာကျွန်တော်ကိုအိမ်တော်ကျွန်တော်သားကြီးဖြစ်တော့တာပေါ့အမေရဲ့လေသူသားကြီးကိုဆွလို့ရတဲ့အတွက်သားအလက်ကျွန်တော်မဆွလို့နိုင်ဘူးကျွန်တော်မှလေရီးစားထားခြင်းနဲ့မထားရဘူးလှတဲ့ကောင်မလေးကြည့်ရင်တော့စာအုပ်ထဲကနေခိုးကြောက်ခိုးပဲကြည့်ရတဲ့ကျွန်တော်
အမေကျွန်တော်တိတ်အားကိုးတယ်တိတ်ချစ်တယ်ကျန်တဲ့သားသမီးလည်းအမေချစ်ပါတယ်အမေအခုထိရှိတော့မယ်အဖေကတော့ဆုံးရှာပြီလိုရင်းပြောကြဆိုကျွန်တော်အမေအသက်80ကျော်ပြီအမေကအသက်80ကျော်လို့ထုံးစံအတိုင်းနားလေးတယ်သွားမကောင်းဘူးငါသားအမေနားလေးတယ်အီယာဖုန်းတပ်ပေးစမ်းလို့တခါမှကျွန်တော်မတောင်းဆိုဘူးသွားမကောင်းလို့ငါသွားဆိုင်ပေးစမ်းလို့မပြောဘူးတိုးတော့အမေကျွန်တော်တောင်းဆိုတာရှိငါသားငါမျက်စိမကောင်းဘူးလေငါရှေ့ကတခုကွယ်နေသလိုပဲစေကန်းတော့ခွဲရမယ်ရေတိမ်ပါညာပေါ့ဗျာမျက်စိယောဂတခုကြောင့်အမေမျက်စိခွဲရမှာတအားကြောက်တယ်အမေမျက်စိကျတော့ငါခွဲရင်လည်းဘာလို့လဲဆိုတော့ငါစာဖတ်ချင်အမေကစာဖတ်သမားမို့လို့လွန်ရင်တို့ရှင်းပြောကြဆိုကျွန်တော်အမေမျက်စိခွဲတယ်ဗျမျက်စိခွဲမဲ့နေကိုကြိုပစ်သိတာမို့လို့အမေကတယ်လီဖုန်းတစ်ခွန်ခွန်နဲ့ဟက်ကောင်ကိုဖုန်းဟက်ကောင်ငဖုန်းနင်တော့အဲ့ဒီနေကြရင်စာပေဟောပြောပွဲတွေပါနေနေရက်ကလေးကိုရွှေ့ထားရှင်းရင်လည်းအခုလည်းပြောင်းထားအဲ့ဒီနေငါစေကန်းသွားမှနင်ပါမဖြစ်မှာနော်ငါသားကိုဖုန်းအချိန်ချင်းဖုန်းဆက်တာလွန်ရင်ပြောဆိုခွဲမဲ့နေမှာလေစေကန်းနေမှာအမေကျွန်တော်လက်ကလေးကိုစုပ်ထားတာအမေလက်ကလေးကအေးလို့အမေကြောက်နေရှာဆရာဝန်ကြီးလဲလာဆရာဝန်ကြီးကကျွန်တော်စာဖတ်ပေးတာကျွန်တော်ကိုသိနေတော့ကျွန်တော်အမေမှလည်းသိတော့ဂယူးဆိုင်ပါတယ်ဟဲ့တဲ့ဟိုဟာဒီတားဟိုတဲ့အဲ့ဒီခွဲကန်းနဲ့ခေါ်လို့မရဘူးလားတဲ့ဆရာဝန်ကြီးကကျွန်တော်အမေကတောင်းဆိုတော့ဆရာဝန်ကြီးကမရဘူးလေတဲ့မဟုတ်ကျမသားလေးလက်ကလေးကင်ထားမှာအားရှိတာတဲ့ဟာကျွန်တော်လက်ကိုကင်ကျွန်တော်လက်ခမရသားလို့သဘောထားတယ်မတူဘူးလေတဲ့အမေကမရအောင်ကျွန်တော်ခွဲကန်းနဲ့ခေါ်နေတာလိုရင်းပြောကြဆိုခွဲကန်းနဲ့ကျွန်တော်ဘယ်လိုက်လို့ရမှာတော့မကြပါဘူးကျွန်တော်တင်မိနစ်20အစိလောက်ကြာမယ်တင်အမေထွက်လာတယ်မျက်စိအုပ်လို့မျက်စိအုပ်လို့ပါဇက်ကစကားပြောလို့ရအောင်တာကိုဖို့နေမမှာတော့ခေါ်ကျွန်တော်အရင်ဆုံးမေးတာအမေကျွန်တော်ဒီမှာဆိုမှကျွန်တော်လက်လေးကင်ပြီးမှအမေငါအခုကြာမှအားရှိတော့တယ်ဟဲ့ကျွန်တော်အမေကျွန်တော်အားကိုးတယ်ချစ်တယ်ဒါဆိုရင်ပြီးခဲ့တဲ့ຫນွေတုန်းကတကြံတွင်းကြီးမှာမျက်စိခွဲတာအမေစုနော်အသက်80နှစ်ပြည့်ကနေပြီအဲ့တော့အခုတော့80နှစ်ကျော်ပြီပေါ့အမေကဂျွန်စကိုမှာမွေးတာဆိုတော့နေပြီးတော့မှဗမာပြည်မှာပဲခွဲတာကျွန်တော်ရေလေကျွန်တော်အမေနဲ့နိုင်ရှင်ပြီးတော့ကျွန်တော်ရင်မှာလိုက်ခနဲ့ခံစားရတယ်အမေတော်ဆန်းစုကြည်မှာအဖေမရှိတော့ပါဘူးနှစ်နှစ်နဲ့တလသမီးမှာသူ့ကိုခွဲသွားခဲ့တာပါသူ့အမေဒေါခင်ကြီးကလည်း1988ဒီဇင်ဘာ29ရက်နေ့မှာသူ့တယောက်တည်းထားရစ်ခဲ့တယ်သူ့ကိုအောင်ဆန်းလင်းရလဲရင်းနစ်လို့ဆုံးသူ့ကိုအောင်ဆန်းဦးကလည်းသူ့အနားမှာမရှိလျောက်ကြလည်းသိတားလျောက်ကလည်းအဝေးမှာမျက်စိခွဲတဲ့အချိန်မိခင်တို့ဖခင်တို့နှလုံးသားချင်းထပ်ပြီးကိုချင်းစာကြည့်ပါလူပြသူ့သားလျောက်ကိုသူ့ရင်ထဲမှာတန်းတရှာမှာပဲခုနကိုကြီးကေကျူရမ်းခင်ကျွန်တော်တို့ ਨੇ အစလူပြိုကြီးခုမှအိမ်အောင်ကြတာကလေးလေးရတော့လေသူ့မှာမကလေးချီတဲ့ပုံတွေပါတက်လာတာအော်ကိုကြီးသူ့သမီးလေးလားအတော်ချစ်ရှာတာပဲချစ်မှာပေါ့ဖခင်မဲအမေလည်းသူ့သားတွေချစ်မှာပဲလေလောကကြီးမှာဖြတ်တောက်ရအခက်ဆုံးကတန်ရောစင်လို့ဆိုကြတယ်တန်ရောစင်ချင်းရှင်တော့သားသမီးအပေါ်ထားတဲ့တန်ရောစင်ကဖြတ်တောက်ရတာအခက်ဆုံးပဲဝမ်းနဲ့လွယ်ပြီးမွေးတဲ့အမိခင်တော်မဟုတ်ဘူးဖခင်တို့တော်မှာသားသမီးပေါ်တန်ရောစင်ပြတ်ခဲတယ်ကလေးတို့ပြောချင်တယ်ဖခင်တို့ရဲ့မေတ္တာကိုတန်တရားမရှိပါနဲ့ဖခင်တို့ရဲ့တန်ရောစင်ဘလောက်ထိကြီးမားပြီးဖြတ်တော့ခက်တယ်လဲဆိုတာကိုတာမသမုဒ္ဒဖြစ်တော်မူတဲ့မြတ်စွာဘုရားတိဋ္ဌတဘဝတောထွက်ခံဒီညမှာကြာကြီးကလေးကိုလှပ်ပြီးကြည့်တာဘယ်သူ့ကိုတော့ရတော်ရာကိုကြည့်တာလားတားတော်လေးကိုကြည့်တာပါရမီအရှိအမကြီးဖြစ်တဲ့ဘုရားရှင်တော်တာရည်သမီးနဲ့တာသမီးနဲ့ပတ်သက်လိုက်တစ်ချက်ကလေးတော့ကြည့်လိုက်သေးတာတန်ရောစင်ပြောချင်တာတာသမီးတန်ရောစင်ဟာဖြတ်တောက်ရအလွန်ခက်တယ်အမေဟာသူ့သားနှစ်ယောက်အပေါ်မှာတန်ရောစင်ပြတ်နိုင်တာဘသူကြောင့်လို့ကျွန်တော်တွေးတယ်လဲဆိုရင်အမေရင်ထဲမှာသူ့သားနှစ်ယောက်ကိုသာသူ့သားလို့သဘောထားတာမဟုတ်ပဲဗမာတပြည်လုံးမှာရှိတဲ့ကလေးတွေလူငယ်တွေမျိုးဆက်သက်တွေအားလုံးကိုသူ့သားတစ်ဖွဲသူ့ရင်ထဲမှာထက်ထားလို့သာခံနိုင်ရရှိတာပေါ့တစ်ချက်ကလေးသားကိုသတိရတယ်လို့မပြောဘူးတမန်တော်မုဒ္ဒဖြစ်တော်မူတဲ့မြတ်စွာဘုရားမေတ္တာတုတ်တော်မှာမေတ္တာနဲ့ပတ်သက်ရင်ပြောပါတယ်ကိုယ်ရှင်ဝယ်သားပေါ်မှာထားတဲ့မေတ္တာအတိုင်းလောကကြီးပေါ်မှာထားရတယ်တဲ့ထားမှအဲ့ဒီမေတ္တာမျိုးဘုရားရှင်ကချီးမွမ်းတော်မူတာ
ကျွန်တော်တို့တွေဖျားရှင်ချီးမွမ်းတဲ့မေတ္တာအတိုင်းမထားနိုင်ပါဘူးဗျာကိုသမီးနဲ့ကိုတူမှာရံဖြစ်တာရှိဘူးမှာပါခင်ဗျားတို့ဘယ်ဘက်ကလိုက်ကြတော့ကိုသမီးပဲလိုက်လို့ခင်ဗျားတို့ညီမစကားများတာမဟုတ်ဘူးလားနင်သမီးကိုကလေလို့လာမလွယ်ဘူးနော်မိမိရင်ဝယ်သားအပေါ်မှာထားတဲ့မေတ္တာအတိုင်းဖျားရှင်ကိုတော်မြတ်ကြီးကရာဟုလာပေါ်မှာထားတဲ့မေတ္တာအတိုင်းလောကကြီးပေါ်မှာထားတာနိုင်တာမဟုတ်ပါဘူးကျွန်တော်ခံစားရတာကိုပြောတာပါအမေတော်ဆန်းစုကြည်ကလည်းသူ့သားနှစ်ယောက်ပေါ်မှာထားတဲ့မေတ္တာနဲ့မချကျွန်တော်တို့အပေါ်မှာအနစ်နာခံပြီးမေတ္တာထားနေတာကအမေတော်အောင်ဆန်းစုကြည်ပါအနစ်နာခံခြင်းဟာအလှတရားဖြစ်တယ်ပေါက်ထဲကြည်တဲ့တောင်းထဲမှာရှိတဲ့စပားလက်တဆုပ်ကိုမြေပြင်ပေါ်ကိုမကျဲပဲ့ရဲတဲ့သူဟာစပားတဏံကိုရိတ်သိမ်းဖို့လည်းမစင်စားပါနဲ့လက်တဆုပ်ထီသောစပားကိုမြေပြင်ပေါ်ကျဲပဲ့မှသာလျှင်စပဒံတွေဖြစ်လာမှာလေအနစ်နာခံပြီးစွတ်လွတ်ရတာပဲစွန့်စားရတာပဲအနစ်နာခံကြရတာပဲ1945ခုနှစ်အော်ဂုတ်လမှာဒုတိယကမ္ဘာစစ်ကြီးပြီးပြီဒုတိယကမ္ဘာစစ်ကြီးဘာကြောင့်ပြီးတယ်လဲဆိုရင်ဂျပန်ပြည်ကိုအမေရိကန်ကနေပြီးအနုမြူပုံကျဲချတယ်လို့ဆိုတယ်အဲ့ဒီမှာတင်စစ်ပြီးသွားတယ်လို့လူတော်တော်များများသိကြတယ်ဒီနေရာမှာကျွန်တော်ရဲ့ခေါင်းစဉ်ကမက်နီလေးကိုချစ်လိုက်တာနော်ကျွန်တော်သတိရတယ်ကျွန်တော်ခေါင်းစဉ်ကိုကျွန်တော်သွားနေတာအတွင်းအလှလေးတွေကိုကျွန်တော်ပေးနေတာကခေါင်းစဉ်ကိုဖွက်ထားတာအကြောင်းရှိတယ်ကျွန်တော်မှာဟုတ်ကဲ့ဂျပန်ပြည်15နှစ်လောက်ထူထောင်ရတယ်နော်9နှစ်မဟုတ်ဘူးနော်15နှစ်လောက်နေမှထူထောင်အောင်ဖြစ်20လောက်နေမှကမ္ဘာပေါ်မှာကြီး10ကြီးနိုင်ငံ10ခု15ခုတဲ့ဂျပန်ပါသွားတာထိပ်သီးနိုင်ငံထဲမှာပါတာ20လောက်ကြာတယ်ကျွန်တော်ဂျပန်နဲ့ပတ်သက်ပြီးတော့အချက်၄ချက်ဆွေးနွေးခြင်းတယ်တော်တော်လေးပါအများကြီးဗမာပြည်နဲ့ရှင်ပြီးဆွေးနွေးခြင်းတာပါတစ်ဂျပန်ပြည်ရောနှုတ်မြုံကျဲချခံရတယ်ဆိုတာလူတော်များများသိတယ်ထင်ပါတယ်ဂျပန်တပြည်လုံးကိုကျဲချခံရတာလားနှလုံးနဲ့လားနှလုံးနဲ့ရဲ့ကျဲရတာမှာနာဂါစကီနဲ့ဟီရိုရှီမာနှစ်ခုတည်းနော်ဟုတ်ပြီမြန်မာပြည်ရောအနှုတ်မြုံပုံဒဏ်မြန်မာပြည်သိမလားမသိဘူးလားလို့မေးအားလုံးကဖြစ်လိမ့်မယ်ဟာဥဖုံးရဲ့ဗမာပြည်မှာအနှုတ်မြုံပုံဘယ်လိုကျဲချမှာလဲလို့ဖြေကြမှာပဲစဉ်းစားကြည့်ရအောင်ဂျပန်ပြည်ဟာအနှုတ်မြုံပုံနှလုံးလောက်ပဲကျဲချခံရတာနော်15နှစ်လောက်ကြာအောင်ထူထောင်ရတယ်ကျွန်တော်တို့တိုင်းပြည်မှာအနှုတ်မြုံပုံအလုံး200လောက်ကျဲချခံထားရတာဘယ်သူမှမမြင်ဘူးဆရာရဲ့မဖြစ်နိုင်ဘူးဆိုလက်တွေ့ပြပါမယ်ပျောက်ဆုံးသွားတဲ့တစ်တော်ကြီးတွေကြောင့်ယာတိဥရုသဘာဝတွေဖောက်ပြန်နေတာဟာအနှုတ်မြုံပုံအလုံး200လောက်ကျဲချခံရတာ ਨੇ အတူတူပဲရေချိုမြစ်ကြီးတွေအသက်ငင်းနေတယ်အေယာဝတီမြစ်ကြီးအသက်ရှူကျက်နေတယ်လက်ပလောင်းတောင်တကောင်းတောင်အစရှိတဲ့တရားဇာတထွတ်သမျှတောင်တွေအလုံးဒုက္ခရောက်နေတယ်ဗမာတပြည်လုံးယာတိဥရုထံကိုနှွေးရောက်တိုင်းခံစားနေရတာအနှုတ်မြုံပုံကျဲချခံရတာ ਨੇ အတူတူပဲလေကဘာကြီးကလည်းမသိတယ်လို့ကျွန်တော်တို့ကိုယ်တိုင်ကလည်းမသိဘူးအနုမြူနှစ်အနုမြူပေါင်းကျဲချတော့ဂျပန်နေသေးတာပေါ့ကိန်းဂဏန်းအတိအကျမသိတာကျွန်တော်ခွက်လို့ကျွန်တော်မှန်းကြည့်တွေးကြည့်တာစစ်တွင်းသေးတာအပေါင်း2တန်း3တန်းပေါ့ဟုတ်ပြီမြန်မာပြည်မှာရော51တန်းကျော်ရှိတယ်လို့စောက်အစိမ်းကြီးကဆိုတယ်တန်း60မပြည့်ဘူးကျွန်တော်တို့51တန်းလုံးကိုရှင်သန်နေရဲ့လားတည်နေပြီလားဆိုတဲ့အတွေ့လေးတွေးပြရစီတစ်ပင်တို့ရဲ့အသက်ဟာဘယ်ပေါ်မှာရှိတော့အပြစ်မှာရှိတယ်အကိုင်းတွေဘယ်လိုခုတ်ခုတ်အရွက်တွေဘယ်လိုကျွေကျွေအပွင့်တွေဘယ်လိုပဲကျွေကြအမြင့်ရှိနေအပင်ပြန်ဖြစ်တယ်တစ်ပင်ရဲ့အသက်ဟာအမြင့်လူတို့ရဲ့အသက်ဟာနှလုံးခုန်ရက်ချင်းမဟုတ်ဘူးစေပညာအရတော့နှလုံးခုန်ရရင်သေတာပဲအုံနောက်အလုံးမလုံးရင်သေတာပဲစေပညာအရသို့တော့အဖိဓမ္မာသဘောတရားအရာဓတ္တနာသဘောတရားအရာပြောရရင်တော့ကိုချစ်တီလာပြည့်ရင်ငါးပါးတီလာပြည့်ရင်အခြေခံလူတီလာပြည့်ရင်
တဲ့ပြောကြစို့ကိုချင်းသေးရင်အသက်သေးတာနဲ့အတူတူပဲလို့ကျွန်တော်တို့ခံယူကြတယ်လေပြည်တော်စုကိုအသက်ပေးလို့တို့ကာကွယ်မလို့ဆိုတာတနတ်ကြီးကင်ခိုင်းတာမဟုတ်ဘူးဗျကိုချင်းတီလာနဲ့သာတိုင်းပြည်ကိုတိဆောက်လို့ရတယ်လုံခြုံအောင်လုပ်လို့ရတယ်တနတ်တွေနဲ့သာတိုင်းပြည်ကိုလုံခြုံအောင်စောင့်လို့ရခြင်းဆိုရင်ပြီးခဲ့တဲ့54နှစ်လုံးနေဆက်ဒေသတွေမှာတနတ်တွေနဲ့စောင့်ခဲ့တာပါပဲနောက်လည်းကြည့်တဲ့အခါဘယ်လိုလုပ်ပြီးတစ်ပင်တွေကအတောင်ပေါက်ပြီးပြန်သွားရတာတော့လူတယောက်ရဲ့လုံခြုံရေးဟာအခုဒီမှာအခမ်းအနားမှုမျိုးသမီး၄ဦးကျွန်တော်စိတ်မဆိုးနဲ့တယောက်ချင်းစီရဲ့လုံခြုံရေးဟာခမည်းတော်တယောက်ချင်းစီရဲ့ကိုချင်းတီလာပဲကိုသမီးလေးတက္ကသိုလ်တက်မယ်အဖေအမေမောင်ဘွားစိတ်မချဘူးလိုက်ဆောက်ရှောက်မလုံဘူးသူကိုယ်တိုင်တီလာကောင်းရင်လုံပြီမိမိရဲ့လုံခြုံရေးဟာမိမိရဲ့တီလာပါပဲနန်းတော်ကြီးနဲ့နေပြီးအဆောက်နေဘလောက်ချတီလာဖောက်ထားတဲ့သူကမလုံပါဘူးရှင်းရှင်းလေးပါပဲအဲ့ဒီရဲ့လုံခြုံရေးဟာအဲ့ဒီအိမ်မှာရှိတဲ့မိသားစုတဦးချင်းစီရဲ့ကိုချင်းတီလာပဲမူရစဲဆွဲနေတဲ့သားအရက်တောက်နေတဲ့အဖေချဲထိုးနေတဲ့အမေရှိကြည့်အဲ့ဒီအိမ်မလုံဘူးတဲ့ပြောကြစို့အိမ်တရဲ့လုံခြုံရေးဟာမိသားစုတို့ရဲ့ကိုချင်းတရားပဲတီလာလုံမအိမ်လုံတယ်လို့ပဲနိုင်ငံတနိုင်ငံမှာလဲကိုချင်းတီလာကောင်းတဲ့ခေါင်းဆောင်တွေကိုချင်းတီလာကောင်းတဲ့ပြည်သူတွေရှိမှတိုင်းပြည်တကယ်လုံခြုံမှာတနတ်ချင်းနဲ့စောင့်နေရုံများနဲ့မရဘူးပြောကြစို့ဟုတ်တယ်ကျွန်တော်တို့51တန်းနီးပါး51တန်းလုံးတဲ့ပြောရင်အကုန်လုံးနှိပါပဲခင်ဗျာခြေခံညင်းတော့မတတ်နိုင်ဘူးဗျာကိုမေးကြရအောင်ကျွန်တော်တို့အားလုံးပြီးခဲ့တဲ့54နှစ်အတွင်းလူဖြစ်ခဲ့ရတာကာလဝိပတ်တိကိုတပည့်တော်တို့ဘလို့လွန်ဆန်နိုင်ပါလဲဖေဟာအကြောင်းတစ်ခုခုနဲ့တော့ကိုချင်းတီလာပြင်ရင်းခဲ့ကြတဲ့သူတွေရှိပါပဲအဲ့ဒါတွေထားလိုက်တော့ဒီကနေ့ကစပြီးကိုချင်းတီလာစောင့်ရှောက်မယ်ပြောချင်တာကျွန်တော်တို့ဟာဂျပန်ပြည်က2တန်း3တန်းပဲတည်တာပါကျွန်တော်တို့ကတတိုင်းတစ်ပြည်လုံးတည်ခဲ့တာနော်အမေရှိကဥဆောင်ပြလို့တီလာအကြောင်းတဖြည်းဖြည်းကျုပ်တို့သိလာတာအမေရှိကမတ်ရပ်ပြလို့အခုလွတ်တော်ကိုယ်စားလှယ်တွေပြီးခဲ့တဲ့ခေတ်ကလွတ်တော်ကိုယ်စားလှယ်နဲ့မတူဘူးကျွန်တော်ပြောရတယ်2015တုန်းကအောက်ချိန်မှာလေပြည်သူ့လွတ်တော်ကိုယ်စားလှယ်အမျိုးသားလွတ်တော်ကိုယ်စားလှယ်ဓမ္မဒီမှာအန်ဂျလီဆိုင်းဘုတ်ရှိလို့ပြောတာတချို့နေရာမပြောဘူးကျွန်တော်တဲ့ပြောမယ်တိုင်းဒေသကြီးလွတ်တော်ထဲမှာငါလဲလှုပ်ချင်တယ်သူလဲလှုပ်ချင်တယ်ခင်ဗျားတို့နေရာလူကြတာကျွန်တော်သိတယ်2015အခုဂျားပြကြတော်တော်ခိုင်းယူလာတာ2020ကျတော်တော်ကိုခိုင်းမှလုပ်မှမယုံကြည်ဟာမချောင်ဘူးကလွတ်တော်ကိုယ်စားလှယ်ဆိုတာသိလာပြီဟိုးခင်ကလွတ်တော်ကိုယ်စားလှယ်ကဘယ်ဥမာတို့ကိုယ်စားလှယ်ဆိုတထေးဖြစ်တာဟုတ်ဗျာခုကိုယ်စားလှယ်ကတထေးမဖြစ်တဲ့အပြင်ခင်ဗျာအဲ့တော်နဲ့ဆိုင်လုံးရတာနော်ခင်ဗျာအနစ်တော်မခံမဲလုံးလို့မရဘူးအလှတရားဖြစ်တယ်အမေရှိကအနစ်နာခံပြနေတာလေ2020ကျတော်တော်ကိုရွေးရမှာဗျဟာမလုံးတယ်ငါဆိုင်ကိုပြစ်ထားလို့မရဘူးမင်းကငါအမေအိုကြီးဟိုလာတော့မယုံကြည်2015တုန်းကဦးကြောင်ကြားလောက်ချင်တာကျုပ်တို့ခင်ဗျာလွတ်တော်ကိုယ်စားလှယ်ဆိုတာခေပန်းလို့ပါလွတ်တော်ကိုယ်စားလှယ်ဆိုတာဘလောက်ပန်းလို့ပါထားတော့ကျွန်တော်တို့တွေကိုချင်းတီလာကြောင့်အသက်သေးပြီနှစ်ချက်ရှိပြီတစ်အနုမြူဘုံကျဲသလိုသွားဝပြတ်တယ်နှစ်ဟိုမှာအသက်သေးတယ်လို့ကျွန်တော်လည်းသိပြီသုံးဂျပန်မြေပုံကိုကြည့်လိုက်ပါနောက်တော့လည်းပိဿကဒါမြို့ပိဿဆိုတော့ဒါကျွန်တော်ပြောတာနားလည်နိုင်တယ်ရွာတွေပါဆိုကလေးတွေများတော့နားလည်ချင်မှနားလည်မယ်တွေ့ကြည့်အောင်ဂျပန်မြေပုံကိုကြည့်လိုက်ကောင်းမြေထိစပ်နေတဲ့နိုင်ငံမရှိဘူးကျွန်းနိုင်ငံပြအိမ်ကြီးချင်းဒုက္ခမပေးဘူးဒါတောင်15နှစ်ကြာတယ်နော်ကျောက်တော့တိုင်းပြည်ကကျွန်းနိုင်ငံမဟုတ်ဘူးအရှေ့မြောက်ဘက်မှာတရုတ်ပြည်အရှေ့တဲတဲမှာလာအိုအရှေ့တောင်ဘက်မှာထိုင်းလန်အနောက်မြောက်ဘက်မှာအိန္ဒိယအနောက်တဲတဲမှာဘင်္ဂလားဒေ့ရှ်တနတ်ဆိုတာပန်းပင်တစ်ပင်စိုက်တယ်လို့မြေပြင်ကိုချဆိုင်ပြီးတိလာတဲ့အသီးမဟုတ်ဘူးနော်ဒီတနတ်တွေသူတို့မပေးပဲတိုင်းရင်းသားတွေလက်ထက်မရောက်ဘူးနော်မွေးရစေစိတ်ကြွစေအစရှိတဲ့တရားမဝင်တဲ့ပစ္စည်းတွေအလုံးထိစပ်နေတဲ့အိမ်ကြီးချင်းကမဟုတ်တဲ့နိုင်ငံတွေကြောင့်ကျုပ်တို့တော်တော်ရုန်းကန်ရတယ်
ဒီပြင်ဘာသာရေးပရိပက္ခလူမျိုးရေးပရိပက္ခအရာသွေးမျိုးပရိပက္ခတွေကြားထဲမှာတိမ်တိမ်မွေ့မွေ့သွားရမယ်ကာလဆိုတာကိုကျွန်တော်တို့အားလုံးသတိချကြဖို့လိုတယ်အမေဒါကိုသဘောပေါက်လို့တိမ်တိမ်မွေ့မွေ့လေးသွားနေတာကိုအားမလို့အားမရဖြစ်ပြီးလက်တမ်းမဲ့ဖြတ်မလို့ဘာလို့ပြောတယ်ဆိုရင်ကျွန်တော်အကြံပေးမယ်လက်တမ်းတော့မဖြတ်နဲ့နောက်တစ်ခေါက်မှားနေမှာဆိုလို့လက်ကောက်ဝကသာဖြတ်လိုက်တော့စောင့်ဆိုင်ခြင်းသဒ္ဒနာဆိုတာရှိတယ်နော်တခါတော့ကဒီတာဗမောက္ခာကြီးကသူ့တပည့်တွေကတအားလောကြီးလို့မနေ့9 နာရီ 10 နာရီလောက်မှာဟေးဟိုးထိတ်မှာရေချောင်းတွေ့တယ်ဆရာကြီးပေါ်တော်ကားတပည့်ဆရာရေကြီးခတ်ခဲ့လို့ခိုင်းတာရေကနောက်နေရေနောက်နေတယ်ရေနောက်နေတော့ပြန်လာတာပေါ့ဆယ်ရေနောက်နေတယ်ဗျာဆယ်ရေကြီးခတ်လို့မရဘူးလေဘာလို့ရေနောက်တာလဲတလိษံနေဖြတ်သွားလို့ဆရာကြီးဟုတ်တယ်တလိษံနေကဒီချောင်းထဲမှာပြေးချင်နိုင်ပြေးဖြတ်ချင်နိုင်ဖြတ်လှုပ်ချင်နိုင်လှုပ်မှတော့ရေနောက်နေတာပေါ့ဗျာတလိษံနေပြေးလွားစော်ကစားလှုပ်ချင်ရလှုပ်တာလို့နောက်နေတဲ့ရေချက်ချင်းတော့ဘယ်ကြည့်မလဲအေးဒါဖြစ်ခဏနေကြအောင်ကွာတဲ့နောက်တော့3 နိုင်လောက်နေမှခိုင်းတော့ရေဘာဖြစ်သွားလို့ကြည်သွားပြီဟုတ်ကဲ့ခင်ဗျာတလိษံနေအချင်းချင်းဖြတ်ထားတဲ့ချောင်းကြည်နေတဲ့ရေနောက်တာကိုချောင်းကြောင်လို့အပြစ်တင်ခြင်းနဲ့ဆိုရင်တော့ရေနောက်ထဲမှာပဲခင်ဗျားတို့နေကြရလိမ့်မယ်နော်ဂျပန်နိုင်ငံအိမ်နီးချင်းဒုက္ခမရှိဘူးကျွန်တော်တို့မှာအိမ်နီးချင်းဒုက္ခရှိတယ်3 အချက်လက်အရေးကြီးဆုံးပဲအနစ်နာခံခြင်းအလှပါအဲ့ဒီခေတ်စစ်အတွင်းမှာမသေးပဲကြံခဲ့ကြတဲ့ဂျပန်လူမျိုးအားလုံးရှင်သန်တဲ့ဂျပန်လူမျိုးအားလုံးတစိတ်တဝမ်းနဲ့တစ်ခုပဲရှိတယ်အဲ့ဒါဘာလဲဆိုရင်ငါတို့တွေကအနစ်နာခံရမယ့်မျိုးဆက်ဘသူအတွက်အနစ်နာခံတာတော့ငါတို့သားငါတို့သမီးငါတို့မြီးငါတို့နိုင်ငံအတွက်ကဘာတီတဲ့ဂျပန်ဆိုတာဂုဏ်သိက္ခာရှိတဲ့လူမျိုးဖြစ်အောင်ငါတို့အနစ်နာခံမယ်ဆိုတဲ့စိတ်နဲ့1945နောက်ပိုင်း15 နှစ်လောက်အနစ်နာခံလိုက်တာ1960 65လောက်မှာဂျပန်ကအာရှမှာနံပါတ်1ဖြစ်ခဲ့တယ်အနစ်နာခံလို့ဒီကနေ့ကျွန်တော်တို့ကလည်းအနစ်နာခံကြရမှာနော်တချို့ကပြောတယ်ကျုပ်တို့54နှစ်လုံးလုံးအနစ်နာခံခဲ့တာပဲဗျာလို့ပြောရင်တဲ့စဉ်းစားပါအနစ်နာခံခဲ့တာမဟုတ်ဘူးငုံခံခဲ့တာကိုခင်ဗျအယူအဆလွဲနေတာအနစ်နာခံတယ်ဆိုတာနှလုံးသားတွေကလာတဲ့ကိစ္စပါငုံခံတယ်ဆိုတာနှလုံးသားတွေကမလာဘူးငုံတာလေတာစိတ်ကမချင်တတ်ဘူးလေးချက်ပါအနစ်နာခံမှသာလျင်အလှတရားတိုင်းပြည်ကိုတိဆောက်လို့ရပါတယ်ဆရာမတ်နီမရောက်သေးဘူးလားရောက်ပါပြီကြပြဆရာကြီးဦးတင်မိုးကကလေးကြပြလေးရေးခဲ့တယ်ဗျသို့တော်လူကြီးတွေစင်ကျင်ဖွယ်ရပါကလေးကြပြဘာလေးလဲဆိုရင်မတ်နီကြပြလေးဆရာကြီးဦးတင်မိုးရေးခဲ့တယ်လေမတ်နီကလေးပန်းပန်းချင်းပန်းဦးရင်ကိုဝင်မတ်နီယာမင်းကလေးဆိုတော့ပန်းချိုက်တာပေါ့ပန်းချိုက်တော့ပန်းဦးတွေကိုဝင်လိုက်တယ်သူလိုရပန်းဦးတွေကပြန်ထွက်သွားတဲ့မင်းကလေးတွေကိုမတ်နီမြင်နေထင်ပါရဲ့ဥယျာဉ်တွေကိုရောက်လာတဲ့မင်းကလေးတွေကပန်းကလေးတွေကိုချိုးခေါင်းမှာပန်းဥယျာဉ်တွေကပြန်ထွက်သွားပန်းဥယျာဉ်တွေရောက်လာတဲ့မင်းကလေးများကပန်းလေးတွေကိုချိုးခေါင်းမှာပန်းဥယျာဉ်တွေကပြန်ထွက်သွားသူမြင်နေရတယ်သူကလည်းချိုးပန်းသူကလည်းချိုးပန်းသူကလည်းချိုးပန်းသူကလည်းချိုးပြီးပန်းပြီးပြန်ကြာတော့ဥယျာဉ်ထဲမှာပန်းတွေမရှိတော့ဘူးမတ်နီမြင်ပြီမတ်နီကလေးပန်းချင်းပန်းဥယျာဉ်ကိုဝင်ပန်းလိုခြင်းရင်အပင်ပြိုအမြာကိုအကျိုးကျွန်တော်တို့တိုင်းပြည်ကိုပြန်လဲထူထောင်တဲ့အချိန်မှာအများကျိုးကိုအကျိုးပန်းလိုခြင်းအပင်ပြိုရမယ်နော်ဒုတိယအပတ်မနီကလေးထမင်းဆိုင်ပဲသွားလို့မိဖို့ကြောင့်တော့မဟုတ်ထမင်းဆိုင်ပေါ့မဟုတ်ဘူးမနီကထမင်းဆိုင်မသွားဘူးမိဖို့ကြောင့်မသွားဘူးမနီကလေးထမင်းစား
လေရောစီကိုလာမတ်နီကလေရောထဲသွားတာမတ်နီကလေရောထဲသွားတာလေသမားတွေဒုက္ခရောက်လာသူသိတယ်လေချောင်းမြေချောင်းမိုးချောင်းစဘာချောင်းနှမ်းချောင်းနားမလဲတဲ့သူတွေလေတွေသိမ့်ထားတယ်မိုးညိုလာပြီဆိုရင်တောင်သူတွေကစိုက်ချင်လာပြီကိုမြေသူကသိမ့်ထားတာကိုမိုးရောမြေရောညိုရောနားမလဲသူကမြေသိမ့်တာပဲအဖတ်တင်တာတောင်သူများမိုးရွာရင်မနေနိုင်ဘူးတောင်သူဦးကြီးတွေပါရင်ပိုသိတယ်ဖြစ်ချရာဖြစ်กว่าဆိုထဲနဲ့ထွန်နဲ့ဝင်ပြီးထိုးကြပြောကျဲကြတဲ့အခါကျူးကျော်တယ်ဆိုဖြစ်ကြရောကဘာပေါ်မှာမရှိတဲ့စစ်ပွဲတိုက်ပွဲကျွန်တော်တိုင်းပြည်မှာရှိတယ်ထွန်တုံးတိုက်ပွဲဘယ်တိုင်းပြည်မှာမရှိဘူးတောင်သူတွေကတော့မိုးရွာရင်တောင်သူတွေရဲ့သားသမီးတွေပါမှာပါတွေးကြည့်တော်ရည်ရတယ်ဗျထားတော့မတ်နီကအဲ့လိုမဟုတ်ဘူးမတ်နီကလေးထမင်းစားလေတော့စီကိုလာထမင်းစားရင်ကောက်ပင်ပြိုအမြာအကျိုးကိုအကျိုးကျွန်တော်တို့ကောက်ပင်နေပြိုကြရမှာနော်မတ်နီကလေးချွေးဆိုဆိုမတ်နီချွေးဆိုလာပြီမတ်နီကလေးချွေးဆိုဆိုစရရိတ်မှာခိုးမတ်နီရဇရက်ကိုသွားပြီးတော့ရိတ်ခိုးတယ်မေးပြရစီဇရက်ဆိုတာတူရိပိုင်လားအများပိုင်လားအများပိုင်ဟုတ်တာပေါ့အများပိုင်ဆိုရင်ပို့ပြီးတန်ရှင်းရမလားပို့ပြီးညစ်ပတ်ရမလားပို့ပြီးဟဲ့ပြောတတ်လိုက်တာအများပိုင်ဆိုပို့ပြီးတန်ရှင်းရမှာကျွန်တော်တို့တိုင်းပြည်မှာအများပိုင်မှန်သမျှပျက်စီးညစ်ပတ်နေတာကျုပ်တို့တိုင်းပြည်ဇရက်ဆိုတာအများပိုင်ပို့တန်ရှင်းရမှာပေါ့ဘယ်လုံးမှတော့မအောင်မင်းနဲ့ဟိုဘက်ဆိုတာသမီးလေးခဏလာသမီးဒီဘက်လာမတ်တက်ရလိုက်ပါဟဲ့ဒီဘက်မှာလောက်ဆရာမလို့ဘူးအခုစင်မာကိုတက်လာတဲ့အသားညွညွစပင်းရှိရှိဒါကျွန်တော်သမီးကျွန်တော်နဲ့ဒေါ်တာရောစင်တွေကမွေးတဲ့သမီးဟိုဘက်လှည့်လာရှင်နာတို့လိုက်အောင်သမီးမြင်ရအောင်ဒါကျွန်တော်သမီးအရင်ကျွန်တော်ပစ္စည်းကျွန်တော်ပိုင်တဲ့ဟာကျွန်တော်မိမနဲ့ကျွန်တော်မွေးတဲ့သမီးခမင်းတို့ဘာလို့ကျွန်တော်သမီးကြည့်နေရတော့ဗျာကျုပ်မကြိုက်ဘူးမကြည့်နဲ့ကျုပ်သမီးကိုဟာကင်မရာဆရာကြီးခင်ဗျာကျုပ်သမီးတော့မရိုက်နဲ့ဗျာခင်ဗျာဟောကိုပစ္စည်းဆိုအထိမခံဘူးနော်မဟုတ်ဘူးလားခင်ဗျားတို့ငန်းမြင်အဲ့ဒါတွေငန်းဗျာကိုပိုင်မဟုတ်တာကိုပိုင်ပစ္စည်းဆိုရင်အထိမခံဘူးနော်ကျွန်တော်တို့ကဒီတိုင်းပြည်ကိုတိုင်းပြည်လို့ခင်ဗျားတို့မခံယူဘူးဒါကြောင့်ဘသူဘာလုံကြည့်နေတာဟောဒီလမ်းအများပိုင်တဲ့လမ်းခမည်းတော်အားလုံးပိုင်တဲ့လမ်းဒီလမ်းကြီးမှာအမိုက်တွေများနေပြီဆိုရင်ခမည်းတော်ပစ္စည်းကိုသမီးကိုတန်ဖိုးမထားတဲ့အဖေဖြစ်ပါမှာပေါ့ဆရာဆိုတာအများပိုင်ပစ္စည်းဒီတိုင်းပြည်ဟာတတိုင်းပြည်လုံးပိုင်တာဒီတိုင်းပြည်တိုးတက်ဖို့တတိုင်းပြည်လုံးမှာတာဝန်ရှိတယ်ဒီတိုင်းပြည်မြန်တိုးတက်ချင်များအနစ်နာခံတဲ့သူတွေရှိဖို့လိုတယ်အနစ်နာခံတာတောင်မှတာဝန်ပိုင်းမှာမကရပိုင်ဝင်ကိုပါအနစ်နာခံတဲ့သူတွေရှိမှဒီတိုင်းပြည်မြန်တိုးတက်မယ်မနီကလေးချွေးဆိုစရရိတ်မှာခိုးအရေးလိုခြင်းစရမိုးအရေးလိုခြင်းရင်မိုးရဆိုတာခေါင်းမိုးဆိုတာကိုချင်းတရားပေါ့အရေးလိုခြင်းစရမိုးအမြာအကျိုးကိုအကျိုးကျွန်တော်မတ်နီကိုချစ်တယ်ဘာကြောင့်လဲအနစ်နာခံလို့ချစ်တယ်အနစ်နာခံတဲ့စိတ်ကြောင့်မတ်နီကိုချစ်တယ်ဒီလိုပဲကျွန်တော်အမေတော်အောင်ဆန်းစုကြည်ကိုချစ်တယ်ဘာကြောင့်လို့အများအတွက်အနစ်နာခံနေတာအထင်ရှားမြင်ရလို့အမေကိုကျွန်တော်ချစ်တယ်ဒီလိုပဲကျွန်တော်ကိုမင်းကိုနိုင်ကိုချစ်တယ်ကိုကြီးကိုချစ်တယ်ကိုကျော်သူကိုချစ်တယ်88မျိုးဆက်ចောင်းသားတွေကိုချစ်တယ်ဒီလိုပဲအမသမီးအောင်ကိုချစ်တယ်မာသာထရီဇာကိုချစ်တယ်ဘုံကျော်အောင်ဆန်းကိုချစ်တယ်ဟောဒီပွဲကိုစီစဉ်ကြတဲ့လူငယ်တွေအနစ်နာခံတဲ့လူငယ်တွေကိုကျွန်တော်ချစ်တယ်ဘာကြောင့်လဲအနစ်နာခံလို့ပဲ
ကျွန်တော်သူတို့ကိုချစ်ချင်နေတာနှစ်50လောက်ရှိပြီကျွန်တော်ချစ်ချင်လို့ဒီနေ့ထိချစ်ဖို့အကွက်မတွေ့တာကျွန်တော်ပဲမသလားသူပဲလွဲသလားစဉ်းစားလို့မရဘူးကိုပိုင်ရဲ့ပစ္စည်း10ပုံပုံပြီး9ပုံလောက်ခက်ခဲနေတဲ့တိုင်းပြည်ကိုဝေမျှလိုက်ပါကြီးစီမူးနေအောင်ထုပြီးအမြကြီးအော်မနေကြပါနဲ့တကယ်ပိုင်ဆိုင်တာတွေအားလုံးကိုတိုင်းပြည်ကို9ပုံလောက်သာဝေမျှလိုက်ပါတိုင်းပြည်လုံးကအနုမောဒနာတာရုချက်ချင်းခေါ်မယ်ဆိုတာဧကံမလွဲပါပဲအမေတော်ဆန်းစုကြည်ဟာသူ့ဘေးနားမှာသူ့သားလဲမရှိဘူးလေယောက်ျားတယောက်တည်းနေရတာနော်အားမငယ်ပါဘူးသူလုံးသားထဲမှာပြည်သူရှိတာတတိုင်းတပြည်လုံးနဲ့မကတကဘာလုံးကိုစုံကြီးစာကြီးသွားနေတာသူကောင်းကင်ကနေမင်းကြီးမဖြစ်ရင်တောင်ကျေတရာလောက်တော့အနှွေးတက်ပေးခြင်းနဲ့သူ့ဘဝမှာစိန်တွေရွှေတွေငွေတွေဂုံတွေဓာတ်တွေသူမလိုဘူးသူလိုချင်တာတိုင်းပြည်ငြိမ်းချမ်းရေးနဲ့တိုင်းပြည်အနာဂတ်လူငယ်တွေပဲအမေအတွက်အချိန်တွေမရှိတော့ဘူး82နှစ်အမေဟာနောက်ထပ်ရက်ပေါင်း1000မရှိတော့ဘူးဗမာပြည်မှာတစ်နှစ်ကို365ရက်စိတ်10နှစ်ကို3650နှစ်20ဆိုရင်ရက်9000ကျော်ပဲနှစ်20ဆို62နှစ်ဖြစ်နိုင်မလားသွားလာကျန်းမာလောက်ကိုင်ဆိုရင်ကျွန်တော်ထင်တယ်ရက်3000တောင်မရှိတော့ဘူးအခွင့်သာခိုက်မှာမိုက်နေကြမှာလားအမေရှိနေတော့မှကျွန်တော်တိုင်းပြည်ကိုတရားဥပဒေစိုးမိုးတဲ့တိုင်းပြည်ဖြစ်အောင်လှုပ်ချင်လို့မလှုပ်ဘူးဆိုရင်အာဏာရှင်စနစ်ကိုပြန်အောင်သွားမယ်တရားဥပဒေစိုးမိုးပြီဆိုရင်အာဏာရှင်တွေခေါင်းမထောင်နိုင်ဘူးတရားဥပဒေမစိုးမိုးဘူးဆိုရင်အာဏာရှင်တွေပြန်ခေါင်းထောင်လာတာပဲတရားဥပဒေစိုးမိုးတဲ့တိုင်းပြည်တရားဖြစ်ဖို့အတွက်အမေနဲ့အတူတူကျွန်တော်တို့9နှစ်နဲ့မပြီးဘူးသိကြတယ်10နှစ်နဲ့မပြီးဘူးသိကြတယ်အနည်းဆုံး3ချိန်လောက်တော့ကျွန်တော်တို့အမေတို့ကျွန်တော်ရေုံကြီးတောင်းပေးမှလည်းကျွန်တော်ကတော့အိမ်မှာရှိတဲ့သားသမီးလို့ပေါ့အခုမှကျွန်တော်တို့လေးဘက်သွားကနေမတ်တက်ရက်ခါစားရှိသေးတယ်နော်သားသမီးလေး9နှစ်သားဆိုချစ်စရာတော်ကောင်းတယ်နော်ပါတီတရက်အစိုးရတရက်ကလည်း9နှစ်ဆိုချစ်စရာကောင်းတယ်ဗျ10နှစ်လည်းချစ်စရာကောင်းသေးတယ်12နှစ်လောက်ကြာတိတ်မဟုတ်ချင်တော့အေးကသားသမီးလို့ပြောဆိုတာခက်လာ15နှစ်လောက်ဆိုငချစ်ကက်ကလေးဖြစ်လာဒါပေမဲ့ကြိတ်မဲ့ပြီးချစ်အောင်ပါသားသမီးလို့ပေါ့အနည်းဆုံး15နှစ်လောက်တော့တိုင်းပြည်ရုံရပါလိမ့်ဦးမယ်ဒါကြောင့်အချိန်တွေရှားပါပြီမဲ့လောကကြီးကိုအယိုးစင်းဆုံးနေတဲ့အမေကိုကျွန်တော် happy ending ဟောပြောချက်ကိုပြပါလေးဆုံးညင်လို့အားလုံးလဲဝိုင်းဝန်းပြီးတည်ဆိုပေးပါတခြင်းလေးတစ်ပုဒ်ပါဘလောက်ပန်းတို့ရဲ့အနစ်နာခံမှုခရီးတို့ရဲ့အနစ်နာခံမှုရေကြီးချောင်းတို့ရဲ့အနစ်နာခံမှုတာဝန်ပိုင်းမှာမကရပိုင်ခွင့်ပေါ်ပါအနစ်နာခံမှုများဖြစ်ကြပါစေတခါတလေမှာတယောက်ထဲနေတနေ့ကုန်ဆုံးညီဆိုင်ကြီးလုံးပေါ်နောက်တစ်ခါရွှေငွေနဲ့ဂုံသိမ်ရတော့မရှိလဲနေနိုင်ပါနဲ့တစ်သက်လုံးအလိုအဆောင်ငါဘဝကိုအယုဒ္ဓဆုံးနေဖို့နာရီစက္ကန့်များကရှားပါလို့နဲ့ကိုဘဝကိုစိတ်ချိုင်နေလိုက်ရိုးစင်နဲ့မန်နီလေးကိုချစ်လိုက်တယ်ဆိုတဲ့ခေါင်းစဉ်ရည်ရွယ်ချက်ကတော့အနစ်နာခံခြင်းအနုပညာပါပဲနိုင်ငံတနိုင်ငံရိုးရွေးနေတဲ့နိုင်ငံတနိုင်ငံကြာဆုံးနေတဲ့နိုင်ငံတနိုင်ငံကိုပြန်လဲထူထောင်တဲ့အခါမှာခေါင်းဆောင်များတွေမကပြည်သူများကပါအနစ်နာခံကြရစမြဲပါအနစ်နာခံတဲ့အခါမှာလဲတာဝန်ပိုင်းပေါ်မှာလဲအနစ်နာခံပေးကြပါရပိုင်ခွင့်အပေါ်မှာလဲအနစ်နာခံရင်ဖြင့်တိုင်းပြည်ဟာ10နှစ်15နှစ်အတွင်းထူထောင်နိုင်ပါလိမ့်မယ်တယောက်မှအနစ်နာမခံဘူးဆိုရင်တော့ကျွန်တော်တို့အနာဂတ်ကတိုင်းပြည်ပြောက်ဖို့သာရှိပါလိမ့်မယ်ဒါကြောင့်
အနစ်နာခံတတ်တဲ့သူတွေကိုမတ်နီနဲ့တင်စားရင်ကျွန်တော်အမေတော်ဆန်းစုကြည်ကိုချစ်တယ်ကျွန်တော်အနစ်နာခံတဲ့ခေါင်းဆောင်တွေကိုကျွန်တော်ချစ်တယ်အားလုံးမင်္ဂလာပါဗျာ